ရှိကပြောသွားတဲ့မောင်သားချိုးနုနုအင်းဝါတို့တကယ်ကိုကောင်းပါလေမောင်သားချိုးဆိုလည်းပဲလူငယ်ပြည်သက်ကလက်ခုပ်တန်ဖြောင်းမြောင်နဲ့အားပေးကြတယ်နုနုလည်းပဲသူ့အတွေ့အကြုံတွေပြောသွားတယ်အင်မတန်စိတ်ဝင်စားဖို့ကောင်းပါလေကိုတောင်ဘာပြောမှမသိအောင်ဖြစ်သွားတယ်အဲ့လောက်ထိအောင်ကောင်းပါလေဒီပွဲတော်တော်ကောင်းတဲ့ပွဲကျွန်တော်စာပေဟောပြောပွဲတွေပြောခဲ့လာများလာပါပြီကျပါဒီနေ့ပွဲတကယ်ကိုကောင်းတဲ့ပွဲပြည့်တက်ကလည်းတကယ်ကိုကောင်းတဲ့ပွဲခေါင်းကဒီပွဲတက်လာတဲ့ခါမှာဖနက်ကိုချုပ်ခဲ့ပါတယ်ဟောဆိုကျွန်တော်လာပြီးကြောတဲ့အခါတိုင်းမှာကလေးတွေလာကြောကြတဲ့အခါတိုင်းမှာဖနက်ကိုချုပ်လို့ရှိတယ်သူတို့ခဏနေပါဦးဖနက်ချုပ်ပြရစေဦးသူတို့ကြောကြတယ်ဟောဆိုကိုကပြန်လေးစားရတယ်သူကကြောတာပဲမှန်တယ်ဒါပေမဲ့ကိုကပြန်လေးစားတော့ပြန်ဗရဖနက်ချုပ်ရတယ်လူငယ်တွေလေးစားလို့ရှိလူကြီးတွေကပြန်ပြီးဖနက်ချုပ်ရတယ်ကျွန်တော်တိုင်းပြည်မှာအဲ့လိုပေါ့လေလူငယ်တွေကိုလေးစားရကောင်းမှမသိပဲဖြစ်နေတဲ့ဥစ္စာကျွန်တော်စိတ်မကောင်းဘူးဒါကြောင့်ကျွန်တော်လူငယ်တွေရဲ့အနာဂတ်လို့ပြောတာဒါပေမဲ့ကျွန်တော်ကလူငယ်တွေကိုလေးစားတယ်ယူသေးတယ်ဘာကြောင့်ယူသေးလဲဆိုတော့ကျွန်တော်အနာဂတ်ဟာသူတို့ရဲ့အနာဂတ်ပဲလူငယ်တွေမကောင်းလို့ရှိရင်အောင်သိန်းတို့ကြောမြောက်ခွေးပြီးပဲပြရမှာပေါ့လူငယ်တွေကောင်းမှလူငယ်တွေလိမ်မာမှအောင်သိန်းရဲ့ဘဝကပိုကောင်းမှာပေါ့ကျွန်တော်တိုင်းပြည်ကဆရာတော်ဘုရားတို့လည်းအားနာပါတယ်ဒီနေ့ကျတော့ဆရာတော်ဘုရားတို့လည်းသတိထားကြပြီးတော့ဒီတော့ပြောမှာကျွန်တော်တို့တိုင်းပြည်ကမြို့နယ်မာယာကာယကာကြီးဟာဝတီပေါ့လေမင်းတို့ကစိုးလက်ခုပ်တီးမနေနဲ့ငါရိုးပြောတာအဲ့ဥစ္စာငါရိုးပြောတာမင်းတို့လက်ခုပ်တီးရအောင်ငါပြောတာတရားမမှုမင်းတို့ကြောင့်ရာဇဝမှုဖြစ်ကုန်လိမ့်မယ်အဲ့တော့ပြောချင်တာကကျွန်တော်မြို့နယ်တစ်ခုမှာဓမ္မယုံဆောက်တာလောက်ကိုရေးကြီးခွင့်ရလုပ်ကြတယ်အဲ့ဓမ္မယုံဆောက်ပြီးလို့ရှိရင်အဲ့ဒီဥက္ကဋ္ဌကြီးတို့ဘာလို့ညာတို့ကသိပ်ပြီးအောင်မြင်သွားပြီလို့ထင်တယ်ဒါမဲ့စာကြည့်တိုက်ကြတော့မေ့ဓမ္မယုံကဘာလို့မှလဲနားကြီးတာပဲရှိတယ်ဟုတ်လားပဋ္ဌာန်းနေဖွင့်ပြီးတော့တို့ကလက်ဖက်ရည်တောက်ပြီးတော့ဆိတ်လိတ်ပါနေပြီးတော့ကြပဋ္ဌာန်းကြတော့တို့လည်းနားမထောင်ဘူးဘူးမှလည်းမထားနားမထောင်ဘူးဒါမှခလေးရဲ့စာကြိုက်ကြတော့မေ့ကျွန်တော်တိုင်းပြည်ရဲ့ညံ့တဲ့အချက်ကအဲ့ဒါပဲအဲ့တော့ကောင်လေးတွေလူကြီးတွေသိအားကိုးမနေနဲ့ကိုယ့်ဘာကိုလုပ်ကြဒါပဲအခုပြောမှာကနုလူကြီးပြောသွားတဲ့ဥစ္စာလွမ်းမောစရာကြီးခုနကမောင်သားချိုးပြောသွားတဲ့ဥစ္စာအတက်စရာကြီးစိတ်ပြည့်စရာကြီးပြောသွားတယ်အောင်သိန်းကစဉ်းစားကြတယ်ပြောမှာအဲ့ဒီစဉ်းစားကြဆိုတဲ့ချက်ပြောမဲ့အခါတိုင်းမှာတော်တော်ကိုစဉ်းစားဘာကြောင့်လဲဆိုတော့လူတွေအကြောက်ဆုံးကစဉ်းစားရတာအကြောက်ဆုံးပဲဘာသံရာဆဲဆိုတဲ့ကဘာကျော်ဒသနာဆရာကြီးယောက်ကပြောဦးတယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ most people would rather die than think and in fact they are doing so ဒါကလေးတွေနားလဲအောင်လို့ပြောလိုက်တာပါကလေးတွေမှတ်စိတ်ကြလို့ပြောတာပါအင်္ဂလိပ်လိုပြောခြင်းလို့မဟုတ်ပါဘူးလူအများစုဟာစဉ်းစားမလားသိမလားဆိုရင်သိတာများတယ်တကယ်ကိုမစဉ်းစားပဲသိနေကြတာအဲ့တော့ဒီနေ့ညပြောမယ့်ဥစ္စာတွေမှာစဉ်းစားကြရပြောလိုက်မယ်အဲ့တော့မင်းတို့လည်းရောစဉ်းစားနော်ကောင်းပြီပထမဆုံးစပြောချင်တာကဘဝဆိုတာဘာလဲမမေးရင်သိတယ်မေးရင်မသိတော့ဘူးဆိုမေးခွန်းမျိုးတွေဘဝဆိုတာဘာလဲဘဝဆိုတာမွေးရနဲ့သိရရဲ့ဈာကလာမမွေးရင်ဘဝဆိုတာမရှိဘူးစဉ်းစားနော်ကောင်းလေးတွေနော်သူသဖြင့်ကောင်းမလေးတွေနော်ကျွန်တော်စကားပြောတဲ့အခါမှာမင်းငါလို့ပါသွားလို့ရှိရင်ကျွန်တော်ကိုသိခါမှာခွင့်လို့ပါ
ကျန်တဲ့လူကြီးတွေကအောင်သိန်းဟာဖြင့်ကလေးတွေကိုသူသင်ပေးနေပါလားတက္ကသိုလ်မှာသင်လို့သင်ကြားနေပါလားဆိုတဲ့သဘောမျိုးနဲ့ဘေးကနေ observer လို့ခေါ်တာပေါ့ဘေးကနေပြီးတော့နားထောင်တဲ့သူဖြစ်နေနားထောင်ကြပါကျွန်တော်ခွင့်လို့ပါကျွန်တော်ကကျောင်းဆရာလုပ်လာခဲ့တာတက္ကသိုလ်မှာဆရာလုပ်လာခဲ့တယ်လမ်းမြဆရာလုပ်လာခဲ့တယ်ဆိုတော့ကျောင်းဆရာအကျင့်ဆိုတာအဲ့တိုင်းလေးအကျင့်ပါလာတယ်သိချင်းသိခွင့်လို့ချင်းမယ်တဲ့ကျောင်းဆရာအကျင့်ပါနေလို့ဒီလိုပြောတာဆိုတာသိရင်ကျွန်တော်ခင်ဗျားတို့ခွင့်လို့နိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကဒီလိုပဲအကျင့်ဟာတိုင်းပဲကြောက်တာမဟုတ်ဘူးသိဖို့များလည်းပဲတခါတည်းလူထွက်လာပြီဆိုရင်လက်တွဲတာအားစားညာဘက်ကဒီလိုတွဲတယ်ဘာကြောင့်လဲဆိုတော့6လုံးလူအောင်လို့တွဲရတာဘုန်းကြီးများလည်းပဲလူထွက်လာပြီဆိုလို့ရှိရင်ဘယ်ဘက်ပခုံးကမြင့်ဟောဆိုလက်ဝဲလက်မှာကဂျိုင်းရညက်တာအကျင့်ပါတယ်ကျောင်းဆရာများလည်းအဲ့လိုပဲစကားပြောလိုက်ရှင်ကျောင်းဆရာများလူထွက်လာလို့အသက်ကြီးလာတယ်နေသမောင်ငါပြောပါမင်းနားထောင်သားမအောင်ဆိုတာအစအဲ့တော့အကျင့်ဆိုတာတစ်ဖက်သားကိုသိလို့ရှိရင် to know all is to forgive all တဲ့အားလုံးကိုသိလို့ရှိရင်ခွင့်လွှတ်နိုင်တယ်တဲ့ဟာရဲလို့ဘယ်နဲ့ပြန်သတိရလို့ပြောလိုက်ရအောင်မလားကျွန်တော်ခါနဲ့လက်ဖေးဆိုင်သွားတော့အဲ့စစ်တဲ့သူမှာ canteen ဆိုတာရှိတယ်အဲ့လက်ဖေးဆိုင်သွားတဲ့သွားမှာ decoin ဆိုတာရှိတယ် decoin ဆိုတာ demonstration company ခေါ်တာပေါ့လေသေုပ်ပြတက်ခွဲဆိုတာရှိတယ်သေုပ်ပြတက်ခွဲဆိုတာရှိတော့အဲ့နာဖြတ်သွားရင်ကနေကျွန်တော်လက်ဖေးဆိုင်သွားတယ်အဲ့မှာအကုန်လုံးကိုတခါတည်းတန်းစီပြီးတော့အဲ့တက်မှုကသူတို့ကိုကြိတ်မောင်းတယ်ခင်ဗျားတို့သိတဲ့အတိုင်းပဲဒီလိုသက်သာအနေထားပေါ့လက်နောက်ပြည့်အဲ့ဒီလိုပဲဟုတ်ဒီလိုရတာကိုသူကအကျင့်ပါတခါတည်းအဲ့ဒါမင်းတို့လာဟုတ်အဲ့ဒါအကျင့်ပါအဲ့ဒီကြတော့ခါကြတော့မင်းတို့ငါစကန်နီအော်ဒါမှာဘယ်လိုအမိန့်ထုတ်ရမလဲတွေ့တယ်မလားဟုတ်အဲ့ဒီမှာအဲ့ဒီအမိန့်ကိုတွေ့တယ်မလားဟုတ်အဲ့လိုပြင်ကနေတော့အဲ့လိုမင်းလှုပ်ရင်းကနေတော့မင်းတို့ကအဲ့ဒီလိုငါမင်းဘယ်လိုလုပ်ကြမင်းငါများရီးထိလို့လားဆိုဟုတ်ဆိုဟာဘယ်ကောင်လို့ကွာဟုတ်ကအကျင့်ပါအဲ့တော့ဘယ်ကောင်ကဟုတ်လဲမှရှားမတွေ့ဘူးကောင်းတော့အကျင့်ကပါနာဘာပြောဟုတ်ပဲအဲ့တော့ပြောချင်တာကအဲ့စစ်တပ်ရောက်ဟုတ်လားအဲ့ဒါအကျင့်ပါတော့ကျွန်တော်လည်းပဲဆရာလုပ်တဲ့အကျင့်ကြီးပါနေတော့ဆရာလိုမေးတဲ့ဟာမျိုးဆရာပုံစံမျိုးအတန်ထွက်သွားလို့ရှိရင်ကျွန်တော်ခွင့်လို့ပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကလူငယ်တွေကိုဥတီပဲပြောပါလူကြီးဆိုတာအလိမ္မာစားမာရှိတယ်ဒါပေမဲ့အသက်40ကျော်လို့မလိမ္မာရင်ဘာသာဖမလိမ္မာတော့အဲ့တော့ကျွန်တော်တို့လူငယ်တွေပဲအားကိုးရမှာအဲ့တော့ဘဝဆိုတာအချိန်အောင်သိန်းကခုရှိတဲ့ဥစ္စာအသက်84နှစ်ပြည့်တော့မယ်ခုအေဗီလာဆိုရင်အောင်သိန်း84နှစ်ပြည့်တော့မယ်မင်းအသက်ဘယ်လောက်တော့25နှစ်အဲ့ဒါအချိန်မဟုတ်ဘူးလား25နှစ်တို့84နှစ်တို့ဆိုတာအချိန်ကိုပြောတာအဲ့ဒီအချိန်မပါဘဲနဲ့ဘဝမဖြစ်ဘူး။ဝိရအသေးလေးမွေးလိုက်ရင်ဘဝမရှိဘူး။ဥဝဲခောက်ခနဲ့သေးတော့ဘဝမရှိတော့ပြီးသွားတယ်။အချိန်အဲ့တော့ကောင်မလေးတွေကမင်းဘဝကိုတန်ဖိုးထားလားဆိုတာတန်ဖိုးထားတယ်။ကိုယ့်ဘဝကိုမမြန်မနေဘူးလားမြန်လို့တယ်။ဒါဖြင့်မင်းအချိန်ကိုမြန်လို့ဆိုတာလို့မေးကြည့်လိုက်။အချိန်ကိုတန်ဖိုးထားလားမေးကြည့်လိုက်။အဲ့ဒါပြဿနာအဲ့ဒါမင်းတို့ကြက်သတိထားနော်အဲ့တော့ကောင်းပြီဘဝကိုတန်ဖိုးထားတယ်လို့ပြောတဲ့အချိန်ဒါဖြင့်အဲ့ဒီအချိန်ဆိုတာမှဟောအောင်သိန်းကတတိယရွယ်တောင်မကောက်သဒုက္ခတဲ့တောင်ရောက်နေတယ်မသိပါဘူးတော့ကြပြသမမရောက်အောင်မနေလို့မရတယ်အဲ့တော့ပထမရွယ်ဒုတိယရွယ်ဟောအရွယ်စားပါလို့အချိန်
ဘဝဆိုတာလည်းအချိန်အရွယ်ဆိုတာလည်းအချိန်ဒါဖြင့်ဘဝကိုတန်ဖိုးထားတာအရွယ်ကိုတန်ဖိုးထားတာပြန်ပြီးတော့သိချစဉ်းစားကြတဲ့ခါကျတော့ဘာလားတွေ့လဲဆိုတော့အချိန်မဲ့လားတွေ့ဒါဖြင့်အချိန်သွားပြီမှလည်းဟောပြဿနာလက်ညှိုးထိုးပြတာကိုမရှိတာအချိန်သွားအခုဆိုတော့ဟောတစ်ချက်လားနှစ်ချက်လားခုဘယ်နှစ်ရက်ဒီကောင်းလေးတွေပြောတာဘယ်တစ်ချက်ဒီလို့နှစ်ချက်ပြောသားမှာအဲ့ဒီပြန်ပြောဝဲနဲ့တတိကိုမရှိကြတော့ဘူးလားခုဘယ်နှစ်ချက်ဒီတယ်လဲအဲ့အလိုချင်းတယ်တပြိုင်တည်းလားရှင်းစစ်နောက်ဆက်လားရှင်းစစ်နောက်ဆက်လို့ဒီပိုင်းနဲ့တူဆိုတာအချိန်မဟုတ်ဘူးလားဟုတ်ပါရဲ့ကဲအချိန်စွာရှားမရဟောဘယ်မှာတော့ဟောဒီလိုအဖြစ်ပြက်တွေပေါ်မှာမူတည်ပြီးတော့မှအချိန်စွာပေါ်လာရတယ်ဆိုတာပြဿနာကြီးပေါ်လာတယ်ဒါတော့အဲ့ဒါဒသနာပိုင်းရောက်သွားပြီသိပြောလို့မကောင်းတော့ပြောချင်တာကအချိန်ဆိုတာလောကကြီးမှာရှိကိုနေတယ်ဆိုတာယူတော့အပြီးမှပြောလိုက်တယ်ဘဝဆိုတာရှိနေတယ်ဆိုတာအပြီးမှပြောလိုက်တယ်အရွယ်ဆိုတာရှိနေတယ်ဆိုတာအပြီးမှပြောလိုက်တယ်အဲ့တော့ကိုယ့်အချိန်ကိုကိုဘယ်လောက်တန်ဖိုးထားလဲဟောမင်းအချိန်ကိုဘယ်လိုသုံးထားသလဲငါကခန့်ငယ်ငယ်ကလက်တတင်းခေါ်တာပေါ့16 17 18ပေါ့နိုင်ငံရေးပြည်နယ်နေတက်ခဲ့ဘူးကာလ်မတ်စ်ပြည်နယ်ကွန်မြူနစ်ပြည်နယ်ဆိုရှယ်လစ်ဝါဒပြည်နယ်တက်ခဲ့ဘူးအခြေခံပြည်နယ်အဆင့်မြင့်ပြည်နယ်အဲ့ဒါကြီးတက်ခဲ့ဘူးအဲ့တက်ခဲ့ဘူးတဲ့ထဲမှာသိပြီးတော့ငါရင်ထဲမှာဆွဲသွားတဲ့ equation လို့ခေါ်တဲ့ညီမြချင်းကိန်းတန်းလေးတစ်ခုခုရက်ထိရင်ထဲမှာဆွဲနေတယ်သိကြိုက်ထားတယ်ခုရက်ထိလည်းကြိုက်အဲ့ဒါဘာလဲဆိုတော့အင်္ဂလိပ်ဆိုလို့ရှိရင် nature plus labor power is equal to value တန်ဖိုးဆိုတာဘာလဲတန်ဖိုးဆိုတာဟာတဲ့သဘာဝအပေါင်းလှုပ်အားညီမြချင်းတန်ဖိုးတဲ့သဘာဝနဲ့လှုပ်အားနဲ့ပေါင်းလိုက်ခြင်းဒီတန်ဖိုးပဲအဲ့တော့တန်ဖိုးဆိုရင်တော့ပြန်တွေ့တဲ့ခါကျတော့ဥပမာဆိုတော့အခုအောင်သိန်းစကားပြောနေတယ်လေးနဲ့ပြောနေတာလီထွက်တယ်အသက်ရှူနေလေကိုရှူနေတာကောင်းပြီအဲ့ဒီလေနဲ့စကားပြောတယ်လေနဲ့အသက်ရှူတယ်ဒါပေမဲ့လို့အဲ့ဒီလေနဲ့သဘာဝနဲ့လှုပ်အားနဲ့ပေါင်းမှတန်ဖိုးလို့ပြောခဲ့တယ်နောက်ကတော့ပြောရဲစားလေဟာပိုက်ဆံပေးရတာအခုစကားပြောတဲ့ဥစ္စာလေကိုပိုက်ဆံပေးရတယ်မပေးရပါဘူးအသက်ရှူနေပေးရတယ်မပေးရပါဘူးဒါမဲ့အဲ့ဒီလေအလကားရနေတဲ့လေအဲ့ဒီဥစ္စာကိုသွားပြီးတော့မော်တော်ကားဝါရှော့မှာသွားပြီးတော့လေထိုးတဲ့ခါကျတော့ပိုက်ဆံပေးရတယ်ခမရဗျာလေပဲအလကားရတဲ့ဥစ္စာလို့သွားပြောကြည့်ပါလားဟိုကပါရိုက်တယ်ဘာလဲဆိုတော့ तू ကလှုပ်အားပေါင်းထားတယ်ဟောလှုပ်အားနဲ့ပေါင်းထားတဲ့ကြောင့်တမိုးရှိတာလေလေထဲမှာရှိတဲ့ရှွန့်သွားခေါ်ကြည့်အလကားရတာပိုက်ဆံဘယ်သူမှပေးတယ်မလို့လေထဲမှာရှွန့်ဟိုကန်းနာကရှွန့်သွားခေါ်ကြည့်ရတာပဲဒီခွာချွတ်ခွာလာခဲ့ဘာမှပေးတယ်မလို့ဆိုတော့အဲ့ဒါကိုလောက်သလုံးလုံးလိုက်တဲ့ခါကျတော့လောက်ဆုံးတရားကိုဘယ်လောက်အဲ့ဒီဥစ္စာကိုလောက်ဆုံးတရားကိုဘယ်လောက်ဆွဲရခါကြဘာပါသွားလဲဆိုတော့လောက်ဆုံးတရားကိုဥမာတရားပေးရမယ်ထား15ချက်ပေးရမယ်ထား50ပေးရမယ်ထားဘာကြောင့်တန်ဖိုးတက်သွားလဲဆိုတဲ့ခါကျသူကခုနကပြောတယ်အလကားရခဲ့တဲ့ရှွန့်နဲ့လှုပ်အားနဲ့ပေါင်းထားလှုပ်အားဒီတန်ဖိုးတဲ့ကောင်းပြီအဲ့ဒီရှွန့်ကိုပဲဥပုပ်ကလေးလွှဲတော့ပိုးပြီးလှုပ်အားဝင်သွားတယ်တန်ဖိုးမြင့်သွားတယ်အဲ့ဒီရှုံကိုပဲအိုးဖို့လှုပ်ထားရင်မကပဲနဲ့ကနုတ်ကလေးချက်လိုက်မယ်တံပိုးတက်သွားတယ်နောက်တစ်ခါပြီးအဲ့ပေါ်မှာအိုးဖို့ပေါ်မှာကင်းနေရုပ်ကလေးတင်လိုက်မယ်အယုတ်ကလေးတင်လိုက်မယ်တံပိုးတက်သွားပိုးသေးကြီးသွားတယ်
ဇိုးဈေးကြီးသွားတဲ့ခါကျတော့ပြောချင်တာကလုံအားဝင်လေလေတန်ဖိုးမြင့်လေအဲ့ဒါကြောင့်မလို့တဲ့ပြန်ပြောမယ်နော်သဘာဝအပေါင်းလုံအားညီမျှခြင်းတန်ဖိုးတဲ့အဲ့တော့အဲ့ဒီသဘာဝဆိုတာဒီအလကားရတာအဲ့ဒါဖြုတ်ချလိုက်တယ်ဖြုတ်ချလိုက်လို့ရှိရင်အလကားရတဲ့သေချာနားထောင်တော့အလကားရတဲ့ခေါင်းကပြောတဲ့သဘာဝကိုဖြုတ်ချလိုက်ရင်လုံအားသီတာနဲ့တန်ဖိုးတယ်ဒါကြောင့်မလို့လုံအားသီတာနဲ့တန်ဖိုးဖြစ်တဲ့ကြောင့်အဲ့လုံတန်ဖိုးကိုတဲ့လုံအလုံလုံတဲ့သူအလုံသမားကလည်းရလိုက်တယ်ဆိုတော့အဲ့ဒီညီမျှခြင်းကိန်းတန်းကြီးဟာကွန်မြူနစ်တော်လှန်ရေးဖြစ်လာတာအဲ့ဒါပဲဗျာအဲ့ညီမျှခြင်းလေးတစ်ခုကြောင့်ဖြစ်လာတာပဲကိုင်းဒါပေမဲ့နောက်ကြတော့အောင်သိန်းကငယ်တုန်းကလည်းဒီတိုင်းပဲပေါ့ဒီတိုင်းပဲမှတ်ခဲ့တာနောက်ကြတော့ဒစိမ့်စဉ်းစားတဲ့ခါကျတော့ဘာတွေ့လာလဲဆိုတော့ကွန်မြူနစ်ဝါဒအခုတဖြည်းဖြည်းနဲ့ကြာဆုံးတဲ့မှိန်တဲ့အပိုင်းကိုရောက်သွားတဲ့ဥစ္စာဘာလဲဆိုတော့အရင်းရှင်တို့ရဲ့သို့မဟုတ်ဒနာရှင်တို့ရဲ့သို့မဟုတ်ပညာရှင်တို့ရဲ့အုံနှောက်ရဲ့လုံအားတန်ဖိုးကိုရှော့တွက်တဲ့အတွေ့အကြုံကိုကြာဆုံးသွားတယ်လို့ဆုံးဖြတ်တယ်အဲ့ဒါမောင်ရင်တို့မယ်တို့ဆုံးဖြတ်ကြောက်ဒါငါအစင်စားတာပြောတာငါအဆုံးဖြတ်ကိုပြောတာကောင်းပြီတို့တွေ့ကြကောင်းလေးတွေကောင်းမလေးတွေသတိထားနားထောင်နော်ခုညပြောတဲ့ဥစ္စာနည်းနည်းလေးညင်းနေလာပြီညင်းနေလာတဲ့ခါမှာအတူရလည်းနစ်လာတဲ့ခါကျတော့နည်းနည်းလေးစဉ်းစားနားထောင်မင်းတို့ဘဝကိုလည်းပြန်တွေ့ကြည့်တာမင်းဘဝလေးကိုပြန်တွေ့ကြည့်ငါဘဝလည်းပြန်တွေ့ကြည့်တယ်အကုန်လုံးပြန်တွေ့ကြည့်မွေးတော့ဆိုတာဘာပါလဲသူအတူတူကြီးပဲရွှေလင်မနဲ့အချင်းစေးမင်းမွေးတဲ့မင်းတွေဆိုသူဝရီများမှာတဲရွေးဖွာလို့တရားမင်းနဲ့ကိုပြန်ရင်တို့တင်လဲပဲလူတပြင်းအောက်မှာအုပ်ဖို့ကတော့နဲ့ဆနုံးတော်ကိုမျိုးသူမြေပြင်နှမ်းမှာကိုပြည့်ကြတဲ့ဘန်းစုံနဲ့မွေထုတ်လိုက်သူတင်လဲပဲလူဟိုရင်းဒီရင်ဘယ်သူမှနှခါအပူမပါလာလူခြေနှချောင်းလက်နှချောင်းကောင်းလေးရလေမာပြူဘယ်သူပဲဘယ်ဝါပဲလူတွေကဆွဲထုတ်လိုက်တဲ့လူတိုင်းပြည်နိုင်ငံတော်ကိုအုပ်ချုပ်သူဘယင်ကညီလေကျုပ်လူလူအားလုံးသူတို့ထားပါခမရလေလူခမရတူမှာဖယားမထူပါအင်္ဂလိပ်ပိုလန်ဂျာမန်ရုရှားလူရှင်မင်းကြီးလဲခမရလိုကျုပ်လိုလူမွေးစေခါအားလုံးအတူတူပြောချင်တာကအားလုံးအတူတူကြီးပဲမွေးတဲ့ခါတော့ဒါပေမဲ့လို့ပြန်ပြောမယ်နော်သိချာသိချာနားထောင်မွေးစဉ်ကအားလုံးအတူတူမှန်တယ်ဒါပေမဲ့လို့သတိထားကြည့်အဲ့ဒီမွေးလာတဲ့အခါကနေတော့ဒီနေ့ချီအောင်မင်းကိုမင်းဘလောက်လုံးအားသွင်းသွားတယ်ကိုယ်ကရှော့လို့ပဲအတူတူပဲအလကားပဲတန်းအောင်တယ်နှစ်တန်းအောင်တယ်သုံးတန်းအောင်တယ်လေးတန်းအောင်တယ်တက္ကသိုလ်ရောက်တဲ့BAအောင်တယ် BSc အောင်တယ်မဟာဝိဇ္ဇာအောင်တယ်ဘာကွာသွားလဲလုံအားသွင်းတာကွာသွားတာမင်းကိုမင်းဘလောက်လုံအားသွင်းထားတယ်မင်းကိုမင်းလုံအားသွင်းသလောက်တန်ဖိုးရှိတာသမောthe labor power the higher the value လုံအားဝင်လေတန်ဖိုးတက်လေတယ်မင်းကိုမင်းလုံအားသွင်းပါလုံအားမသွင်းသမျှကာလပတ်လုံးတော့မင်းတန်ဖိုးမရှိဘူးဆိုတာသဘောပေါက်ပါလုံအားသွင်းလေတန်ဖိုးရှိလေဆိုတာသဘောပေါက်ပါအဲ့တော့လူတယောက်မှမွေးလာတဲ့အခါမှာအရေးကြီးဆုံးအချက်တစ်ခုပြောလိုက်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်လူလောကထဲမှာရောက်လာပြီအရေးကြီးဆုံးကဘာလဲဆိုရင်ဘဝမှာအရေးကြီးဆုံးကနှစ်ချက်ပဲရှိတယ်တစ်ချက်ကကျမ်းမာရေးနှစ်ချက်ကပညာရေးကလေးမွေးလာလိုက်တဲ့အခါမှာမိခင်ဖြစ်တဲ့သူကကျမ်းမာရေးကူးဆိုင်ပြီးတယ်ခလေးလို့ဆိုရလားမဆိုဘူးလားနိုးအန်လားဝမ်းပြော့သလားဝမ်းလျှော့သလားဝမ်းသိမ့်သလားဝမ်းမဲသလားဟာညဆိုလို့ရှိရင်ခလေးထားပြီးတော့မအေးဖြစ်တဲ့တော့ကိုပူလားမပူလားစမ်းကြည့်ဟာသိပေါက်သလားမဟုတ်လားစမ်းကြည့်ဒါတွေအကုန်လုံးကြည့်ရတယ်အကုန်လုံးယူဆိုင်ပြတယ်ဟောတော့မွေးတဲ့ကျမ်းမာရေးကအရေးကြီးဆုံးဆိုတာမွေးကြတဲ့မကျမ်းမာပဲနဲ့မွေးလာလို့ရှိရင်
ကိုလေးလက်ကလေးကနေကြည့်နေလို့ရှိရင်အဲ့ဒီဥစ္စာဘဝမှာကျမ်းမာရေးမရှိလို့ရှိရင်အဲ့ဒီဥစ္စာဘဝမှာနင့်နာမှုကြီးတစ်ခုပဲစဉ်းစားကြည့်လေမွေးရစကားမတတ်တဲ့ဥစ္စာတွေမွေးရစကားမပြောတတ်တာတွေနားမကြတာတွေဆွန့်အားတာတွေဟာဒီအောင်တဲ့အဲဆွန့်အားနားမကြအကြောင်းတွေပါတွေသွားဟောပြောကြပြီးတော့အဲ့ဒါတွေအကုန်လုံးတွေ့နေရတဲ့ခါကျတော့သိထဲမကောင်းရင်ကနေပြီးသူတို့အတွက်ကအားတက်တယ်ကျမ်းမာနေတဲ့ကောင်တွေမင်းတို့ဒီကြောက်တော့အခုလာနေတဲ့ကောင်တွေမင်းတို့ကငါပြောခြင်းတယ်အဲဒီဆွမ်းနာမကြကောင်တွေကဆွမ်းအားနေတဲ့ဥစ္စာတော့နားလည်းမကြောက်ဥစ္စာဘာလို့ပါလဲစဉ်းစားကြည့်ပါလားမင်းတို့မင်းဆွမ်းအားနာမကြနေရမင်းစားခဏလေးစဉ်းစားကြည့်လိုက်တာဆွမ်းလဲဆွမ်းသေးတယ်အားလဲအားသေးတယ်နားလည်းမကြောက်ဘူးနားမကြရင်စကားမပြောနိုင်ဘူးအဲ့တော့သူတို့ဘာလို့လဲလက်အချင်းနဲ့ပြောတဲ့ဥစ္စာအမှန်အဲ့ဒီဥစ္စာနဲ့ပြောအဲ့ဆွမ်းနာမကြခုနကပြောအဘိဓမ္မာရံမုံကိုအတွက်ငါသွားဟောရတယ်မန္တလေးမှာငါအဲ့ကျောင်းကခလေးတွေတွေ့နည်းနည်းပြောလိုက်အောင်ကွာငါကိုယ်စားစကားရှိသွားရင်လည်းပြီးခံတော့အဲ့ဒီမှာစာသင်းတဲ့ခလေးမလေးတွေရဲ့တပည့်မလေးတွေပေါ့လေသူတို့အဲ့ဆွမ်းနာမကြကျောင်းမှာစာသင်းတယ်စာသင်းတော့အင်္ဂလိပ်စာသင်းတယ်သင်းနေစာရကြဘယ်လိုရေးလဲဆိုတော့ king ဆိုတာရေးထားတယ် king ပေါ့ရှင်မြင်းပေါ့အဲ့တော့ဒီဒါပြောစမ်းဆိုတဲ့ကဟိုကောင်ကဆွမ်းနာမကြပဲစကားမှမပြောတတ်ပဲနဲ့အဲ့ကြခါကြဘာလို့ဆိုတော့သူကဘာလို့ပြတယ်ဆိုဆွမ်းနာမကြကောင်ကရှင်မြင်းအဲ့မှာ king ဆိုတာရှင်မြင်းဆိုတာဘာလို့ပြန်ဟာသူကအဲ့ဒါနဲ့ငါနောက်က queen ဆိုတာမိဖုရားဆိုတာပြတဲ့ခါကြနေရွက်ပါတယ်နှကောင်းပါတယ်ပေါ့သူကလုတ်ပြတယ်အဲ့ဒါနဲ့အောက်က prince ပေါ့မင်းသားပေါ့မင်းသားဆိုတဲ့ခါကျဘယ်လိုလုပ်ပြတယ်ဆိုတော့ဒီလိုလုပ်ပြတာဒီကနေရှင်မင်းပေါ့နောက်ကနေဘာပြပြတယ်မကိုက်ပုံစံပြရတယ်ပြီးတော့မှသူ့ဝင်းကလျှော့တာလေပေါ့ king ပေါ့ဒါနဲ့နောက်က prince ပေါ့အဲ့ဒါနောက်ကျ princess ပေါ့မင်းသမီးဆိုကြတဲ့ခါကျနေရွက်ခိုင်းတယ်နှကောင်းပါတယ်ပေါ့သဘောကပြောရင်ဒါဒါမဲ့သူတို့ချင်းကတခွေးနဲ့အမလေးသူတို့ရင်းများစကားပြောနေလို့ချင်းလက်အချင်းနဲ့ကြီးပဲတဝါဝါနဲ့ကြီးကြတာကိုင်မင်းအဲ့ဒီဘောမျိုးဘယ်လိုရောက်ပါလဲဟောမင်းတို့နဲ့စားလို့ချင်းတပန်းရှုံးမနေဘူးလားကိုင်ပြောခြင်းတဲ့ဒီတွေကမွေးဖွားလာတဲ့ခါမှာအရေးကြီးဆုံးကကျမ်းမာရေးကောင်းပြီကျမ်းမာရေးကောင်းလာပြီတဲ့ခါကျဘာလဲဆိုတော့ပညာရေးတစ်သက်တာအတွက်ဘဝတာမှာစခန်းသွားဖို့လို့အတွက်ဒီကလေးပညာတတ်ဖို့လို့တဲ့ခါကျတော့ပညာသင်ပေးရတယ်အဲ့ပညာသင်ပေးတဲ့ခါကျတော့ဘာလို့ပညာသင်ပေးလဲဆိုတော့ကုသတပည့်တာအတွက်ကိုစားဖို့တောက်ဖို့ရှားခွေးစားတောက်နိုင်ဖို့လို့အတွက်ပညာသင်ပေးရတာဒါကြောင့်မလို့လူလောကမှာအရေးကြီးဆုံးကမွေးလာပြီဆိုရင်ဘဝမှာအရေးဆုံးကျမ်းမာရေးနဲ့ပညာရေးအဲ့တော့မိသားစုတစ်ခုမှာသတိထားကြည့်။ဒါပြောရင်တော့အမှုတွေတော့ရှုပ်ကုန်လုံးမှာမှထမတယ်။ကျမ်းမာရေးနဲ့ပညာရေးရဲ့မိသားစုတစ်စုမှာအဲ့ဒီအိမ်တော်စုဦးစီးကကလေးတွေရဲ့ကျမ်းမာရေးနဲ့ကလေးတွေရဲ့ပညာရေးကိုအရင်နှိမြုပ်နှံရတယ်။အဲ့ဒီအရင်နှိမြုပ်နှံပြီဆိုလို့ရှိရင်အဲ့ဒီမိသားစုမှာအနာကအလားအလာသိကောင်းတဲ့မိသားစုလို့သတ်မှတ်ရတယ်။အဲ့ဒီလိုပဲတိုင်းပြည်ပြည်မှာလည်းပဲအစိုးရကကျန်းမာရေးနဲ့ပြည်သူရဲ့ကျန်းမာရေးနဲ့ပညာရေးကိုဘယ်လောက်သုံးသလဲ။သူ့ဘတ်ဂျက်ထဲကနေဘယ်လောက်သုံးထားသလဲ။အဲ့ဒါကြည့်။အဲ့ဒါသိမသုံးလို့ရှိရင်အဲ့ဒီတိုင်းပြည်ကခွေးဖြစ်မဲ့တိုင်းပြည်လို့သာအောင်မိတာ။ပညာရေးအတွက်ကိုအရင်ကြီးကိုမြုပ်နာတယ်တိုင်းပြည်ပြည်မှာနမူနာတစ်ခုပဲပြောလိုက်မယ်ပြောကောင်းလားမကောင်းလားလည်းမသိတော့ဟုတ်လားအမေရိကဆိုတာလူမျိုးစုံတိုင်းပြည်ဆိုတဲ့ခါကျတော့အမေရိကန်မှာရှိတဲ့လူမျိုးတွေအများကြီးပဲအဲ့ဒီမှာသူကတရားဇာတာကလည်းတော်တော်ပေါ်တဲ့ခါကျတော့ဘာလုပ်တယ်လဲဆိုတော့သူတို့တိုင်းပြည်လာလက်ခံတယ်ဒါမဲ့ပညာတတ်ခဲ့ပြီးသားဖြစ်မှစလက်ခံတယ်ဟိုစတော့ကပြည်တော်စုစပြီးတော့အမေရိကန်ပြည်တော်စုစတီထောင်တော့ဒီပြည်တိုင်းပြည်လာလို့ရှိရင်ပညာတတ်ပြီးသားကောင်းတယ်လက်ခံတယ်ဘာကြောင့်လဲဆိုတော့
ပညာရေးအတွက်ကအရင်ကြီးမစိုက်ထုတ်ခွင့်နဲ့ဘွဲရပြီးသားအကောင်ကိုသူကယူလိုက်တာဟာအမြတ်ထုတ်တာအဲ့တော့ဘာလို့သူကပညာရေးကိုအရင်ကြီးမစိုက်ထုတ်ခွင့်နဲ့ပညာတတ်တဲ့ကောင်ကသူ့စီရောက်လာတဲ့ခါကျသူကအလိုလိုနဲ့အမြတ်ထွက်တယ်တရုတ်ပြည်ကွန်မြူနစ်တိုင်းပြည်ပြန်ပြီးထူထောင်တဲ့ခါကျတော့မော်စီတုံးတို့ချွေလန်းတို့လက်ထက်မှာကမ္ဘာလုံးမှာတရုတ်တွေကအများကြီးရောက်နေတာအဲ့ဒီကောင်တွေမှာပညာတတ်တဲ့ကောင်တွေပြန်ပြီးလက်ခံတယ်ဟာကိုတိုင်းပြည်မှာသွားပညာသင်တယ်သူ့ပိုက်ဆံမကုန်ဘူးသူ့စီပြန်ရောက်လာအဲ့ဒီနေ့ပြုတ်ပြီးထောင်းသွားတာအဲ့ဒီပညာတတ်တဲ့လူမများသမျှကာလပတ်လုံးအဲ့ဒီတိုင်းပြည်ဘယ်တော့မှမတိုးတက်ဘူးဗမာပြည်ကြီးမှာအစဉ်တန်းလို့ညဉ့်ညမ်းမှုတွေဖြစ်ပေါ်နေတာသေချာသွားစဉ်းစားလိုက်ရင်ပညာရှိကနဲ့လို့သာပါတီတွေကွဲပြားလွယ်လွယ်မှာဖြစ်ပေါ်နေတာပညာမရှိလို့စိတ်နဲ့မမြင်ကြတာဝမ်းနည်းစရာယခုခေတ်ကြီးမှာတွေ့နေရတာကလေးတငယ်များမှာဘာစကားစပယ်ရာသတင်းစာလျှောက်ပြီးဆေးပြရေခဲကြောင်နဲ့မြေပဲလှော်ဟာတကြော်ရောအော်ကားရောက်နေရရှာများသမျှအများကလေးများနဲ့အရောက်ရဲတည်ပျော်ရွှင်ကပညာမရှိလို့ခုလိုဖြစ်ရတာဟာကောင်းလိုက်တဲ့သရှင်နောက်ကြတော့မှအဲ့ဒီချင်းကိုစမြောင်ပတ်ပြီးတော့မိဘေးရှောင်ကြပါဆိုဖြစ်လာပြီမိဘေးနဲ့ပညာဘက်ကဘယ်အပေါ်ရေးကြည့်ပြန်တွေ့ကြည့်ပေါ့လူတိုင်းပြည်ဟာစိတ်ပြည့်စပ်ပြီးကောင်းပါစိတ်ပြည့်ဖို့ကောင်းပါလေဆိုပြီးတော့ပြည့်သွားလည်းမပြောလဲတကယ်နှိမ့်ချစ်နေရတယ်မျိုးချစ်စိတ်ကိုဇွတ်ချစ်နေရတယ်ကိုယ်တိုင်းကိုယ်ပြည်ကိုဇွတ်မိတ်ပြီးချစ်နေရတဲ့တိုင်းပြည်တခါလေကြလို့ရှင်ကိုယ်တိုင်းကိုယ်ပြည်ကိုဖနှောင်းနဲ့ပေါက်ပြီးရှင်တကယ်ပြောတာပါမင်းတို့ကလည်းစွတ်လက်ခုပ်တီးမနေနဲ့လားအဲဒါကြောင့်ငါနှင်းကရမှာမိအပိတ်ခံခဲ့ရပြီမိကိုဟောနေလို့ကိုပိတ်ပြထားငါပြောတာလဲတခြားမှုပါဘူးပြောတဲ့အကြောင်းအရာဒီငါအဖေကသခင်ကြီးမောင်ခေါ်တာအထုပ်ပတ်တွေလည်းပါပါတယ်အဲသခင်ကြီးမောင်သခင်ဘတ်တောင်းဆိုမင်းတို့ကြားဘူးလိမ့်မယ်သခင်ဘတ်တောင်းကငါအကူတော်သေးတယ်ဗမာပြည်မှာသခင်ဆွဲစကလုံးကိုစထွင်တာသူဗျာငါအကူတောင်းနေကြီးကမျိုးစလင်းဆိုရှိတယ်အဲ့ဒီသူပဲသူကစထွင်တာငါလည်းပဲတစ်ခါပဲတွေ့လိုက်ဘူးရတယ်ငါတက်ကတူပြရပြောကျောင်းသားတော့ငါအဖေကအဲ့တော့ပါလီမန်အမတ်ပမယတပေါ့ကွာအဲ့အမတ်ဖြစ်နေတော့ပါလီမန်လာရင်ကလေမင်းနဲ့မင်းအကူဘတ်တောင်းနဲ့သွားတွေ့ဦးနဲ့သူကဘတ်တောင်းပဲခေါ်တယ်သွားတွေ့ဦးနဲ့မင်းတို့ညီကိုကြီးလည်းမတွေ့အောင်ဆိုသွားတော့တစ်ခါပဲတွေ့လိုက်ဘူးရတယ်သခင်ဘတ်တောင်းဆိုဘာကြောင့်သခင်ဘတ်တောင်းခေါ်လဲသိလားသခင်ဆိုတာဘာကြောင့်လို့လဲသိလားအဲ့တော့ကအင်္ဂလိပ်ကိုသခင်ခေါ်နေရတယ်သခင်ကျွန်တော်မျိုးဟုတ်ကဲ့ရှီခိုးပြီးတော့စကားပြောတာအဲ့လိုဖြစ်နေတဲ့ခါကျတော့သခင်ဘတ်တောင်းကအဲ့မှာအဲ့သခင်ခေါ်နေရတာယူသူကသိအမြင်ကတ်တယ်အဲ့တော့ဘာကြောင့်သခင်ခေါ်မှာလဲပေါ့သခင်ဆိုတာဘာလဲအဲ့တော့မှကျွန်းဆဲစကလုံးမသုံးဘူးအစီကံနဲ့ public servant ပေါ့ကွာဟုတ်လားအဲ့တော့အစီကံဆိုသခင်ဆိုတာပိုက်ဆံပေးတဲ့သူအစီကံဆိုတာပိုက်ဆံပေးလို့လုပ်ရတဲ့သူအစီကံအဲ့တော့ငါတို့ကအခွန်အထုတ်တွေပေးနေရတယ်အခုအခွန်အထုတ်တွေတော့အကုန်လုံးပေးနေရတာပဲမဟုတ်လားမင်းတို့အခွန်မပေးရောက်လားဟုတ်လားပေးရတာပေါ့မော်တော်ကားသွားတာလားမော်တော်ကားသွားဟိုပါလား25ဘယ်ရောက်သွားမှလည်းမသိဘူးအဲ့ဒီပိုက်ဆံတွေဟုတ်လားအကုန်လုံးဘယ်လမ်းပေါင်းလဲအခွန်ဟိုကလည်းအခွန်ဒီကလည်းအခွန်တို့ပဲအကုန်ခွန်ပေးနေရတာအဲ့တော့ပိုက်ဆံပေးပြီးခိုင်းနေတာအဲ့ပိုက်ဆံပေးခိုင်းတဲ့လူကသခင်ပိုက်ဆံပေးလို့လုပ်တဲ့လူကဘယင်ကန်းနဲ့စပြာတာထီအောင်အစေကသူ့ဒီမနေနဲ့ငါပြောနေဆိုသခင်မသားကိုပြောနေတာငါအခုခေတ်ကိုပြောနေတာပေါ့အဲ့ခေတ်ကိုပြောနေတာအဲ့တော့သခင်မသားဒါကြောင့်မို့အောင်သိန်းအဲ့ခုနအောင်သိန်းတို့ရဲ့အကူဖြစ်တဲ့သခင်မသားကသူ့ကိုယ်သူသခင်မသားဆိုတာရေးတာအဲ့ဒီမှာစပြီးသခင်ဆိုတာတွင်ခဲ့တာသခင်မသားဖြစ်လာခဲ့နောက်ပြီးတော့ကြာတော့မှတခါတည်းဘာဖြစ်သွားလဲဆိုတော့ဟိုးဝိုင်းပြီးရင်လည်းမအကိုလို့ရှိခိုးနေရတယ်ရှိခိုးနေရတဲ့ဆိုတော့ဖြတ်ပြမယ်ဘာမှယတနာသုံးပါဆရာမိဘမှအနန္တောနန္ဒဘာမှဘယ်သူမှရှိခိုးစရာမလိုရှိခိုးနေစရာမလိုအဲ့မှာဟို
ဆရာကြီးတွေပါကြီးပြောဘယ်လိုပြောလဲဆိုတော့ကောင်းပြီလူသေးစွာနဲ့လက်ကိုနောက်မပြင်းနဲ့ရှေ့လက်ပိုက်ပြီးလို့ပြောဟုတ်ကဲ့ဆရာကြီးဟုတ်ကဲ့ဆရာမပြောဒါပြထားရတယ်ရှိမခိုးရပြထားတော့ငါအဲ့ဟင်္ဒရာမှာပြောလိုက်မိတယ်ဆိုတော့ငါသွားအစွန်းကထွက်လိုက်မိတယ်အဲ့တော့ကျွတ်တို့ကအဲ့လောက်ထိအောင်လုပ်ခဲ့တာလို့သခင်ပါတောင်းလို့ YMB တို့ကလုပ်ခဲ့တာခုလွတ်လပ်ရေးလာပြီးတော့အနှစ်နဲ့ဆက်လောက်ရှိမှလူမြင်ရှိခိုးနေကြတယ်အဲ့ဒီမှာမိပိတ်တော့တာပါဗျာခုဟောပိတ်ဦးမလားမသိကြောက်နေပြောကျင်တဲ့အဓိပ္ပာယ်ကကောင်လေးတွေကောင်မလေးပြောတာမင်းတို့သခင်စိတ်မွေးပါကျွန်းစိတ်မမွေးနဲ့သေချာနားထောင်တော့ဒီစကားအရေးကြီးတယ်နော်သခင်စိတ်မွေးပါကျွန်းစိတ်မမွေးနဲ့ကျွန်းဆိုတာသူများခိုင်းတာလောက်တာသခင်ဆိုတာကိုကိုခိုင်းတာစာကြည့်တဲ့ကိစ္စကိုမိဘခိုင်းမှမလုပ်ပါနဲ့ဆရာသမားခိုင်းမှမလုပ်ပါနဲ့ကိုယ့်ဘာသာကိုခိုင်းမှအဲ့ဒီကိုယ့်ဘာသာကိုခိုင်းမယ်မနေ့က9နာရီမှအိယာထအောင်သိထကိုခိုင်းလိုက်ပါအဲ့ဒါသခင်စိတ်သူများခိုင်းမဲ့လုပ်တာဒီကျွန်းစိတ်မမွေးနဲ့သခင်စိတ်မွေးရတယ်ငယ်ငယ်မှာကိုခိုင်းရတယ်ငယ်ငယ်မှာကိုမခိုင်းရင်ကြီးရင်သူများခိုင်းတဲ့ခါရတဲ့အဲ့ဒါမင်းတို့မှတ်ထားပါအဲ့ဒါသဘောပေါက်ပါအဲ့ဒါကိုငါပြောရင်လက်ခုပ်တင်တီးမနေနဲ့ကျင့်ရမှာဒါတကယ်ပြောတာကိုရောဟာပြန်ပြောတော့မယ်သဘာဝအပေါင်းလှုပ်အားညီမရင်တန်ဖို့သဘာဝသည်အလကားရတယ်မင်းမွေးလာတဲ့ဆိုအလကားရတာခုနကပြောတဲ့အတိုင်းပေါ့အဲ့ဒီထဲမှာမင်းလှုပ်အားသွင်းမှာမင်းကိုမင်းဘလောက်လှုပ်အားသွင်းလဲလှုပ်အားသွင်းလဲလေမင်းတန်ဖို့ရှိလေလေမင်းကိုမင်းလှုပ်အားဒီငါဟာခုမင်းတို့ဖိတ်တဲ့အတွက်ကြောင့်မလို့ငါစာရေးဆရာပေါ့ဥအောင်သိအဖြစ်နဲ့ရောက်လာတယ်နုကြီးရောက်လာတယ်ဟုတ်လားခုနဟိုကောင်ဘသူရဲ့ငါမောင်သားချိုးဒီကောင်တရားမေးမောင်သားချိုးသူ့ကိုယ်သူလောကသွင်းလာခဲ့တာဒါကြောင့်မင်းတို့ဖိတ်ပြီးတော့ငါ့ကိုနားထောင်နေရတာသူတို့ကိုလည်းနားထောင်နေရဘာလို့လောကသွင်းထားတယ်အဲ့လောကဝင်လေတံမိုးရှိလေအဲ့တော့မင်းတို့သတိထားဖို့ကလောကသွင်းရတယ်အဲ့လောကသွင်းတဲ့ခါမှာဘာကိုသွင်းရလဲဆိုတော့အချိန်ကရက်ကိုမနေတာအခုစကားပြောနေအချိန်ကရက်ကိုမနေတာရက်ကိုမနေတဲ့ခါကျတော့အဲ့ဒီအချိန်ထဲမှာမင်းပြန်စဉ်းစားကြည့်အချိန်ဆိုတာတန်ဖိုးရှိသလားမရှိဘူးလားပြောလေမင်းတို့ဟာမင်းစုမပြောနဲ့တော့သုံးမှတန်ဖိုးရှိတာတော့မသုံးရင်တန်ဖိုးမရှိဘူးမင်းအချိန်ကိုမင်းဘယ်လိုသုံးသလဲမင်းအပြတ်တွက်ကြည့်အချိန်ဟာတန်ဖိုးရှိတယ်ဆိုတော့အချိန်တန်ဖိုးရှိတယ်ဆိုတော့လူတိုင်းစွတ်ပြောရကြတာဒါပေမဲ့မင်းဘယ်လိုသုံးသလဲဆိုတော့ပုံမှန်မူတည်တာအချိန်ကသူ့ဘာသူတန်ဖိုးမရှိဘူးသုံးတဲ့ပုံမှာတန်ဖိုးရှိတာအဲ့ဒါလေးပြန်တွက်ကြည့်တော့ခုငါပြောတဲ့ဥစ္စာတွေကစဉ်းစားကြရများတယ်နော်ဟိုကိုယ့်ဘာကိုပြန်တွေးဖို့တွေအများကြီးပါတယ်နော်သတိထားနော်ငါအဲ့ဒီဟာမျိုးလေးကနည်းနည်းငါပြောတဲ့အချိန်မှာပါသွားလေးရှိတယ်အဲ့ဒီဥစ္စာကိုရမ်းပြီးတော့စွတ်မပြောနဲ့မင်းတို့ဘာသာမင်းတို့ပြန်စဉ်းစားဖို့မင်းတို့ကိုအခုငါပြောမဲ့ဒီနေ့ညတညာလုံးပြောမဲ့ငါအခုပြောမဲ့စကားတွေဟာအကုန်လုံးငါမင်းတို့ကိုပို့ချနေတာမဟုတ်မင်းတို့ကိုစဉ်းစားဖို့ပြောမှာကြီးပဲအဲ့ဒါတွေပဲငါပြောလို့ရှိတယ်အချိန်တန်မိုးရှိသလားရှိတယ်ငါစွတ်မပြောနဲ့ဘာတန်မိုးရှိတော့ကိုင်မဘီလျက်ခုံမှာဘီလျက်ထိုးတယ်ဒုမို့ဂိမ်းဆော့တယ်ဒုမို့အရက်တော့တယ်အဲ့ဒီဟာတန်မိုးလားအချိန်ကတော့ဂုံးနေတာပဲဘယ်ဟာတန်မိုးရှိတော့ဟောမင်းကိုအဲ့ဒီအချိန်ထဲမှာလှုပ်အားသွင်းနေနေရင်တန်မိုးရှိတယ်အဲ့ဒီလှုပ်အားသွင်းတဲ့ဥစ္စာတန်မိုးပဲမင်းကိုဘယ်လိုသုံးသလဲထပ်ပြောလိုက်မယ်နောက်တစ်ခုသတိထားတော့စဉ်းစားနားထောင်တော့ဟုတ်ဦးစင်းတို့အားလုံးတပြီးတော့ကြော့ပါတယ်ကျန်တဲ့လူကြီးတွေပဲကျွန်တော်တကယ်ယူသေးပါတယ်ဒါပေမဲ့ကလေးလေးကိုကျွန်တော်ပြောနေတာပါကလေးလေးကိုပြောနေတဲ့ဥစ္စာဘေးကနေပြီးတော့ဒါရောက်လေးလာသူအဖြစ်နဲ့ကိုယ့်ကိုယ်ကိုသဘောထားကြပါဟောအောင်သိန်းဟာကလေးတွေကိုပြောနေတာပါဒုသားတို့သမီးကိုပြောနေတာပါ
ပြောနေတာပါလားဆိုတဲ့သဘောနဲ့နားထောင်ပါလို့ကျွန်တော်တောင်းပန်ခြင်းတယ်ကျွန်တော်ခရီးတွေကိုပြောမှာပါကောင်းပြီကောင်းလေးတွေကောင်းပါလိမ့်မင်းတို့ရဲ့တနေ့တာကို9စက္ကန့်လောက်စဉ်းစားဖို့ဆိုတာစဉ်းစားရမယ်ဥစ္စာငါဒီနေ့ကုန်ပြီငါဘာတွေငါအချိန်ကြီးဒီနေ့အချိန်ကိုဘယ်လိုသုံးရလဲဆိုတာပြန်စဉ်းစားဖို့ဆိုတာ9စက္ကန့်မယ်နော်9စက္ကန့်ဆိုဒီနေ့သုံးအဲ့ဒါတော့များလုံးပါ1နှစ်ဆိုပြီးသွားပြီ2စက္ကန့်ဆိုပြီးသွားပြီပြန်စဉ်းစားဖို့ဆိုတာငါကငါဘယ်လိုအချိန်ကိုလဲ game ဆော်နေလားဘီလီယက်ထိုးနေလားဇယ်တောက်နေလားဖဲရိုက်နေလားသုံးလို့ဖြစ်တငယ်ရင်းနဲ့ဟေလာဝါလာလုပ်နေလားပြန်စဉ်းစားဘူးလားလူတွေဟာတော့ကိုယ်အသက်ကိုသိတံမိုးထားတယ်ဒါပေမဲ့အချိန်ကိုတံမိုးထားအောင်မသိအသက်ဆိုတာဆိုအရွယ်ဆိုတာရအချိန်ကြီးအဲ့ဒီမင်းတံမိုးထားအောင်မသိသလားမင်းအချိန်ကိုမင်းတံမိုးထားလို့ရှိရင်ဟောငါဒါကြောင့်မလို့ငါပြောလို့ရှိတာရှိပါတယ်ကွာဟိုကောင်မလေးတွေကငါတက်ကတူမာတော့ငါမေးလို့ရှိပါတယ်ပြောအောင်မယ်ရည်စရာလည်းခက်ကောင်းကောင်းပါရှားတဲ့ဟိုကျမတို့တဲ့ချစ်သူရွေးရင်ပေါ့အိမ်တော်ပဲရွေးရင်ဘယ်လိုဟာမျိုးရွေးရမလဲတဲ့မေးတဲ့ခါကျတော့ငါသူတို့သိပေးပါတယ်ငါလည်းပြောပါတယ်အေးဘောဟာလို့ဟောင်းတူလာရှင်ဘောဟာလို့ဟောင်းတူလာရှင်ဆိုဟောင်းတူလင်းရှာပေါ့အဲ့ဒါသိပေးဦးတယ်အဲ့တော့ညီအိမ်တော်ပဲရွေးလို့ရှိရင်တဲ့တစ်ချဲလို့အဲ့ဒီအကောင်ဟာညီကို propose လုပ်တဲ့ proposal စာပိုးတဲ့ကောင်ရည်သားစာပေးတဲ့ကောင်ပေါ့အဲ့ဒီကောင်မဟုတ်လို့ပထမသတိထားကြည့်ဖို့ကတစ်ချက်သူ့အားလက်ချက်ကိုဘယ်လိုသုံးလဲဆိုတာကြည့်အားလက်ချက်ဆိုတာမင်းကြောင်းတက်နေရင်ကြောင်းတက်နေတာပေါ့ဟုတ်တာပေါ့ကြောင်းအားတဲ့ချိန်ကျသူ့ own time ခေါ်တာပေါ့သူ့ကိုယ်ပိုင်ချိန်ဖြစ်သွားပြီအဲ့ဒီသူ့အချိန်ကိုကိုယ်ပိုင်ချိန်ကိုဘယ်လိုသုံးလဲဆိုတာကြည့်အဲ့ဒါသူရဲ့ဇေယျပဲလို့ဘီလေထိုးတာ game ဆော့နေလားသို့မဟုတ်အရက်တောက်နေလားသို့မဟုတ်ဖဲရိုက်နေလားသို့မဟုတ်လမ်းလျှောက်လားရေကူးနေလားအားသာအဲ့ဒါကိုကြည့်လို့အဲ့ဒါကိုကြည့်လိုက်ဖြင့်သူ့စရိုက်ပေါ်လာလိမ့်မယ်တန်ဖိုးရှိအောင်အသုံးချသလားဆိုတာကြည့်လို့တိချက်နှစ်ချက်ကလို့မိခိုသူများသလားဆိုတာကြည့်လို့သူ့ကိုမိခိုတဲ့သိများနေလို့ရှိရင်ညီကိုမောင်တော်ကမိခိုတဲ့သိများနေလို့ရှိရင်သူကသိမ့်တန်းချီပြီးတလားတလားဝင်းနေကိစ္စမရှိဘူးလို့အဲ့ဒီမဟုတ်လို့ရှိရင်လို့မိခိုသူများနေပြီဆိုသိကြီးရတတ်တယ်အဲ့ဟောင်းတူလာရှင်ပေါ့ဟောင်းတူလင်းရှာပေါ့လေအဲ့လင်းရှာလေးငါသင်ပေးခဲ့ပြီတက်ကလို့ဘာတော့ကအဲ့တော့ပြောချင်တာဘုရားပြီးခေါ်တော့ပြောတာမင်းရဲ့အားလက်ချိန်ကိုဘယ်လိုသုံးလို့ရှိလဲအခုကလေးတွေကဟိုဂိမ်းချော့တယ်အဲ့ဒါသူတို့အဟုတ်ကြီးထင်တယ်ဂိမ်းချော့တာစက်ကြော်ခေါ်တယ်စက်ကခိုင်းတာလုံနေရတာမြန်မြန်လုံနိုင်လို့ရှိရင်ကိုယ့်ဘာသူကိုအဟုတ်ကြီးထင်တယ်ခက်ပုံကခုဒီကနေ့မှဖြစ်နေတာအဲ့တော့ပြောချင်တာကမင်းတို့ကိုယ့်အချိန်ကိုကိုယ်ဘယ်လိုသုံးလဲဆိုတော့တနေ့မှ9စက္ကန့်လောက်ပြန်ပြီးစဉ်းစားဖို့လားအဲ့ဒါသတိထားခုပြောတဲ့ဥစ္စာတွေကစာပေဟောပြောဖို့မဟုတ်ဘူးနော်စာပေဟောပြောပဲဆိုတော့စာပေဟောပြောပဲပေါ့ဒါမှမဟုတ်ဘူးမင်းတို့တွေကိုတယောက်ကိုသတိထားဖို့လို့ပြောနေတာလူငယ်တွေကိုသတိထားဖို့လို့ပြောနေတာဘာကြောင့်လဲဆိုတော့လူငယ်တွေကငါအမှားဒါမျိုးတွေသိမပြောဘူးကွာအရင်တော့စာပေဟောပြောပဲဆိုယတ္တစာပေအကြောင်းတို့အစီတို့အဲ့ဒါတွေပဲဒီငါပြောခဲ့တာယတ္တသရဏနဲ့ပြောခဲ့တာရေးတော့လေအဲ့ဒါတွေပဲစာပေဝေဖန်ရေးစာပေသဘောတရားခုတော့ငါဟိုဖတ်တော့တယ်စာပေလူချမ်းမင်းသားဆိုတော့ငါတွေ့ခံခဲ့တာပါငါအခုဒီလိုဟာမျိုးတွေပြောတာဘယ်ကြမှာစပြောတာလဲမျိုးဆက်တွေတိုးတက်ရေးဖို့ဆိုတာဘာကြောင့်ရေးခဲ့လဲဆိုတော့ငါပြောလိုက်အောင်1988ပေါ့ကွာခုနကရေးခင်းကြီးပေါ့အဲ့ဒီပြီးတဲ့အပြီးကြတော့ဟာတခါတည်းကိုပြဿနာပေါ်ပြီးတော့ဘာလို့ကျောင်းနေအကုန်ပိတ်တာမင်းတို့မှတ်ထားဖို့ကဒီခင်မကောင်းတော့ဘူးဆိုပထမဆုံးပိတ်တာအကြောင်းနောက်ဆုံးမှပိတ်တာရဲစခန်းဟုတ်လားနည်းနည်းခစ်ပြန်ကောင်းလာပြီဆိုပထမဆုံးသဖွင့်တာရဲစခန်းနောက်ဆုံးမှဖွင့်တာအကြောင်းအဲ့လိုဖြစ်သွားတဲ့ခါကျကျောင်းကြီးကပိတ်ထားတဲ့ကခလေးတွေကကျောင်းပိတ်နေတဲ့ခါကျတော့ငါကြည့်တဲ့ခါကျအဲ့ကျောင်းပိတ်တဲ့အချိန်ကြမှာဗျာဘာပေါ်လာတော့ကျောင်းလာပိတ်ထားတဲ့အရက်ဆိုင်တွေကဖွင့်လာတယ်ဘီယာပပ်တွေကဖွင့်လာအဲ့တော့ဟာငါဒီဟာတွေလျှောက်ရေးတယ်ငါအဓိပ္ပာယ်မရှိဘူးထင်တယ်လို့ခလေးတွေငါရေးမှာလို့ဆိုအဲ့ဒီမှာမျိုးဆက်တွေတိုးတက်ရေးဖို့ဆိုငါအဲ့ဒီမှာရေးတာဘာလို့ဆို
ဒီစာပေတာဝန်တွေဘာတွေရှားတွေဝေဖန်ရေးတွေဘာတွေကြပြာအကြောင်းတွေဘာတွေသဘောတရားတွေဘာအဓိပ္ပာယ်ရှိတယ်လို့ကခလေးတွေတော့ငါမရေးတော့ဘူးလားအောင်သိမေတ္တာဝင်ကြည်ရဲ့လားဆိုတော့ကိုယ့်ကိုယ်ပြန်မေးပြီးတော့ငါရေးခဲ့တာအဲ့ဒီမှာမျိုးဆက်တွေတိုးတက်ဖို့ဆိုမင်းတို့ကူတွေ့နေတဲ့စောက်ကအဲ့ဒီမှာစရေးခဲ့တာ1988မှာစရေးခဲ့တာလွန်တဲ့လုံမှာငါဒါရေးမှဖြစ်မှာပါဆိုတော့အဲ့ဒီမှာရေးခဲ့တာအဲ့တော့ရေးခဲ့တာတောင်မှတခါလေးကြာငါခရက်တဲ့လူကခံရတယ်ထားတော့ပါဒါတွေမပြောတော့ပါဘူးပြောရစိတ်ခွာပြသွားလိမ့်မယ်ထားပါတော့ခုနကပြောချင်တာမင်းတို့ဘဝဆိုတာဟာမွေးခြင်းနဲ့သိခြင်းဂျာကာလအဲ့ဒါမှတ်ထားအဲ့ဂျာကာလဆိုတာဒီအချိန်အဲ့ဒီအချိန်ကိုတန်ဖိုးရှိအောင်တွန်းရတယ်တန်ဖိုးမရှိရင်အချိန်ဆိုတာဒီတိုင်းသွားရတာအဲ့ဒီအချိန်ကိုဘယ်လိုသုံးသလဲတန်ဖိုးရှိအောင်သွားတယ်တန်ဖိုးရှိအောင်ဘယ်လိုသုံးလဲမင်းကိုယ်မင်းကောကပြောသဘာဝအပေါက်လုံအားအဲ့ဒါလုံအားများများတွင်လုံအားများများဝင်လေတန်ဖိုးရှိလေကောင်းပြီတို့ဆက်ကြည့်အောင်လို့တိရစ္ဆာန်နဲ့လူရှိတယ်တိရစ္ဆာန်နဲ့လူရှိတဲ့အခါမှာဘာကွာလဲတိရစ္ဆာန်နဲ့လူကြည့်လိုက်တဲ့ခါကျတော့ဘာတွေကွာလဲဆိုတာပြန်တွက်လိုက်တဲ့ခါတိရစ္ဆာန်လည်းတတ်တော်ပါပဲတို့လည်းတတ်တော်ပါပဲအကုန်လုံးဒီတတ်တော်ရည်ကြီးရဲ့ဒါပြင်တိရစ္ဆာန်နဲ့လူဘာကွာလဲဆိုရင်ကြည့်လိုက်တဲ့ခါကျတော့အချက်၃ချက်ပဲတွေ့တယ်တစ်ချက်ကလူကတိရစ္ဆာန်တဲ့သားတဲ့ဥစ္စာအချက်၃ချက်ပဲရှိတယ်မှာတစ်ချက်ကကျိုးကြောင်းပညာရှိခြင်းနှစ်ချက်ကကိုယ်ကျင့်တရားရှိခြင်းသုံးချက်ကအလှအပကိုတန်ဖိုးထားရခြင်းမျက်နှာရခြင်းမှတ်မိလားပြန်ပြောမယ်နော်တစ်ချက်ကကျိုးကြောင်းပညာရှိခြင်းနှစ်ချက်ကကိုယ်ကျင့်တရားရှိခြင်းသုံးချက်ကအလှပကိုတန်ဖိုးထားရခြင်းမျက်နှာရခြင်းပြန်ပြောမယ်တစ်ချက်ပါတော့ကျိုးကြောင်းပညာရှိခြင်းနှစ်ချက်ကိုယ်ကျင့်တရားရှိခြင်းသုံးချက်ကအလှပကိုတန်ဖိုးထားတယ်အဲ့ဒီဥစ္စာသုံးမျိုးသာလည်းကျန်တဲ့ဥစ္စာမှာတိရစ္ဆာန်တွေကတောင်မိုးတာသေးတယ်မင်းဥပမာဆိုတော့အပြည့်အစုံနဲ့မင်းမြင်းလောက်ပြီးနေတာဟောတိရစ္ဆာန်ကသာတယ်မင်းရေဘယ်လောက်ကူးနိုင်လဲငါမမီဘူးဟုတ်လားပြတ်တွက်ကြည့်လိမ့်မယ်ဟုတ်လားခွေးလောက်အနမ်းကမကောင်းဘူးဒါဟိုမှာစစ်တဲ့ကတူမှာငါနေတော့ကအဲ့ခွေးနဲ့ဗာစစ်ခွေးလေးကြီးရေးမှာငါဘိုးချစ်မအောင်ဆိုငါစာအုပ်ထက်လည်းရေးဘူးပါတယ်တွေ့ခဲ့ပြီသူလည်းပြောတဲ့ခါကျသူကဒီစစ်ခွေးလေးကြီးရေးမှာအဲ့ဒါလေးလည်းနည်းနည်းတော့ဆက်ပြောလိုက်အောင်ပါပြောစရာလည်းကောင်းလို့ပါသဘောလည်းကျတယ်ကြိုက်လို့ပါဒီမိုင်းတွေပါရှာတယ်ဒီမှာလည်းကျွန်တော်မိုင်းပြုတ်ထားတယ်တဲ့မိုင်းပြုတ်ထားတဲ့နေရာတွေကိုပြမယ်ခွေးထုတ်လာပြီးတော့ပြတယ်ကျွန်တော်6လုံးပြုတ်ထားတယ်ကျွန်တော်အရှာခိုက်ပြမယ်တဲ့ဟာအမီဒီယန်နဲ့ exhibition ခွေးကြီးတွေဖက်လာပြီးတော့မိုင်းရှုပ်တယ်ဆိုမိုင်းပြုတ်ထားတဲ့နေရာတော့ဟောမိုင်းရဲ့ရှေ့သားလေးမှာလက်ကလေးနဲ့နှမ်းပြီးတော့မိုင်းရှေ့သားလေးမှာလက်သေးနဲ့ချစ်သွားတယ်မိုင်းပေါ်မချစ်ဘူးပေါက်တတ်တယ်ဆိုတော့ तू သိတယ်ဗျာ training လုပ်ထားတာ6တရားလည်းပြီးလဲပြီးတော့ခွေးကကြိုက်ထိုင်တယ်သူကိစ္စပြီးတော့ခွေးကိစ္စပြီးလူကိစ္စဆက်လုပ်ပေါ်လေသူကအဲ့ပုံမျိုးအဲ့တိုင်းနေတာအဲ့ကြတော့ဟိုခွေးစားတဲ့ biscuit ကလေးတွေရှိတယ်အဲ့ဒါလေးပါလိကျွေးခွေးနဲ့သူတို့နဲ့သိရှိနေတယ်အဲ့စစ်ခွေးလေးကြီးရဒီလိုအဲ့ဒါလည်းနည်းနည်းပြောလိုက်အောင်ပဲဘာစိတ်ဝင်စားဖို့ကောင်းရောဥမာစစ်သက်ဆိုတော့ဥမာဒီဘက်ကမင်းတို့ဘက်ကကလေးတစ်ယောက်ရှိငါလေ့ကျင့်ပေးတယ်ကျန်တဲ့တခွဲမှုတို့မှုတက်ဆုမှုတက်စိတ်မှုငါလွှဲပေးလိုက်တယ်ရတယ်ခွေးကအဲ့လိုလွှဲလို့မရဘူးသူကတယောက်လေးရသူ့သခင်နဲ့သူမှအကုန်သိတာသူကအဲ့လိုသွားတာအဲ့တော့ဥပမာဆိုရပါတော့ဒီစစ်ခွေးနဲ့သူနဲ့သူ့ခွေးနဲ့သူနဲ့တခါလေးကပကံနဲ့အတူတူစားနေတာအဲ့လောက်ချစ်တယ်သူတို့ဒါကြောင့်မလို့သိချစ်တယ်ဟိုသခင်ကလည်းခွေးကလည်းချစ်တယ်သခင်ကလည်းချစ်တယ်ချစ်တဲ့ခါကျသိလိမ့်ပါလားသိလိမ့်ပါလားဟောသိလိုက်ချစ်တယ်သူတို့ဒါကြောင့်မလို့ဟိုစစ်တပ်ထဲမှာဖြစ်တယ်ဆိုတော့စစ်သားတွေဟိုမှာတိုက်ပွဲတွေမှာကြတဲ့ခါကျခွေးကဟိုဘက်ကပြစ်လိုက်တဲ့သနတ်တွေပါလိဘာပြုလာလို့ရှိရင်ဒီဘက်ကရဲဘော်တွေလည်းသေရပေါ်ဗျာသေတဲ့သေမှာအဲဒီစစ်ခွေးသူတို့လေးကျိထားတဲ့ခွေးတကောင်ကဟိုဘက်ကပြည့်တဲ့သနတ်တွေပါဒီမှန်လို့သေသွားလို့ရှိရင်အဲ့ဒီစစ်သားကြီးကိုတော့တာအဲ့တော့ကျန်တဲ့ကောင်ကခွေးသားသူခွေးသေးတာကြောင့်ငိုးနေတို့စစ်သားတွေကြီးကလှဲ့တော့မကြည့်ဘူးဆိုအဲ့လိုဖြစ်တယ်ဒါတကယ်အဖြစ်ဖြစ်တယ်နော်
ဟုတ်ဘောတယ်သူကသူစစ်သားတွေသိလေဒါသူသားမှမဟုတ်နဲ့စစ်သားတွေကစစ်သားပေါ်သူသားပေါ်မဟုတ်တဲ့ခွေးကြသူသားလို့ဖြစ်နေအဲ့ဒါနဲ့ငါမေးကြည့်တယ်ဟာမေးရဘိုးချင်းမအောင်လို့ခမရအဲ့ဒီခွေးရလို့ခမရကြည့်ရစားအဲ့ဒီရှင်းနေကြီးပဲလို့အဲ့ဒီရှင်းနေကြီးဆိုခမရတို့ဗမာခွေးတွေကိုကျင့်လို့မရဘူးလားဆိုဟာဟဲ့မာခွေးတွေက very intelligent တော့တိတ်ဉာဏ်ကောင်းတာတဲ့သိလို့သိလွယ်တယ်တဲ့ဒါပြင်ခင်ဗျားတို့မတုံးဘူးလားဆိုဟာခင်ဗျားဥအောင်သိမပြောနဲ့ဗျာခင်ဗျားအဲ့လိုဗမာခွေးကဗမာစောက်ကြည့်တိုင်းပဲတဲ့ဘာလဲဆိုအကုန်လုံးသိတယ်ဒါမှစိတ်ကူးမပေါက်ရင်မလုပ်ဘူးဗျာအဲ့တော့ဘလို့ဘာကြောင့်လဲဆိုမှုဘူးဗျကျွတ်သွားတဲ့ခွေးကိုနှိမ့်ကြသွားဆက်ဆံတယ်ခွေးကလေးမှနေပေါ့ဗျာတဲ့လူစားပြစားကြတဲ့ဥစ္စာကြည့်ဒါပဲတဲ့ဟဲ့ခွေးလူနာမလာနဲ့ဆိုတော့နှိမ့်ချဆက်ဆံတာခွေးရဲ့ mentality ပေါ့ခွေးရဲ့စိတ်ဓာတ်ကနှိမ့်ကြသွားတယ်တဲ့နှိမ့်ကြသွားတဲ့ခါကျတော့ခုနကပြောစိတ်ကူးမပေါက်ရင်မလုပ်ဘူးကျွတ်တော့စစ်ပြီးပြင်သွားတာတဲ့စိတ်ကူးမပေါက်တာတွေပေါက်တာအမိတ်ပြီးလို့ရတာအဲ့လိုလွတ်တာမျိုးဆိုအဲ့သိရှိတယ်ရှိတယ်တဲ့ဗမာခွေးတွေကမရှိဘူးတော့ဒါဖြင့်ဘိုးချစ်မအောင်လို့ဒါဖြင့်ဗမာခွေးတွေကိုစိတ်ဓာတ်ပြင်းလာအောင်ဆိုဟာသူတို့ကိုပြင်းအောင်ဆက်ဆံရွာမှာပေါ့တဲ့လူကဓာတ်လူယူထားရတယ်တဲ့ဒါဖြင့်အဲ့လိုဓာတ်လူယူရတာဟာဥအောင်နဲ့လွယ်လိုက်လေတဲ့ခမည်းနဲ့ကျုပ်နဲ့တယောက်တည်းလုပ်နေလို့ရတာမဟုတ်ဘူးတဲ့ကျုပ်တို့တစ်မျိုးသားလုံးကအဲ့ဒါတည်းမှခွေးစိမျိုးစစ်ကို20လောက်လုပ်တဲ့ခါကျမှသိရမြင်လာတာဆိုအဲ့ဒီတည်းကငါသဘောပေါက်တယ်ဆိုတော့ဘာသဘောပေါက်လဲဆိုလူငယ်တွေကိုအစ်စ်မြင့်ပြီးမဆက်ဆံတဲ့ကာလပတ်လုံးဘယ်တော့မှတိုက်ပြီးမမြင်ဘူးဆိုသဘောပေါက်တယ်အဲ့ဒီခုနကပြောတဲ့စိတ်ကူးမပေါက်ရင်မလုပ်ဘူးဆိုဗမာခွေးလို့ဖြစ်နေမှာပဲဒါကြောင့်အောင်သိဒီနေ့ပြောတယ်ဆိုတာလူငယ်တွေကိုဦးစားပေးပြီးတော့အဲ့ဒါကြောင့်ပြောတယ်တိုင်းပြည်မြင်ရင်လူငယ်တွေကိုဦးစားပေးအဲ့တော့ခုနကပြောမှာကျမ်းမာရေးပညာရေးအဲ့တော့မြို့တစ်မြို့မှာကြည့်လိုက်လို့ရှိရင်အဲ့ဒီမြို့မှာရှိတဲ့အကြီးကဲလူကြီးတွေပေါ့မာယာကရာယာကဘာညာကာကြီးခါဝေးတွေပေါ့လေထားလိုက်ပါတော့သူတို့တွေဟာအဲ့ဒီမြို့နယ်ရဲ့ကျမ်းမာရေးအတွက်ဘယ်လောက်လုပ်ပေးတယ်လဲပညာရေးအတွက်ဘယ်လောက်လုပ်ပေးတယ်လဲဒါကိုကြည့်သူတို့စေတနာကိုသိတယ်နောက်တစ်ခုကတိုင်းပြည်တစ်ပြည်ကကြည့်လိုက်ရှင်တိုင်းပြည်ရဲ့ဘတ်ဂျက်ထဲမှာပညာရေးနဲ့ကျမ်းမာရေးဘယ်လောက်သုံးထားတယ်လဲကြည့်အဲ့ဒီအစိုးရရဲ့စေတနာတန်းပေါ်တယ်ဘာကြောင့်လဲဆိုတော့ပညာမတတ်လို့ရှိရင်ပညာမတတ်တဲ့လူငယ်တွေများလာလို့ရှိရင်နောက်ဆုံးပြီးမှကြတော့စစ်မတိုက်ဖဲနဲ့ကြုံဖြစ်သွားမှာပဲအခုလည်းပဲဒီတိုင်းမှာပဲဒီစစ်မတိုက်ဖဲနဲ့ကြုံဖြစ်နေတာပါကူလီမျိုးတွေတို့မှာပေါ့ထိုင်းမှာသွားပြီးတော့ကြုံခါရတယ်မလေးရှားသွားကြုံခါရတယ်ငါသားတယောက်အငယ်ဆုံးကောင်တော့စိတ်ကဘုံမှာကြုံခါနေလေဘာတတ်နိုင်မလဲဟုတ်လားဒါဟုတ်ပြီဟုတ်တာပြောတာအဲ့တော့ပြောရင်လည်းဒီပြလူငယ်တွေကိုသတိပေးနေတာကောင်းပြီဒီနေ့တော့ငါ့ကိုစင်ကာပူကကောင်လေးတွေလာပြီးတော့မေးတယ်အဲ့ဒီဆရာမေးခွန်းနဲ့မေးဖြေတဲ့ဥစ္စာတွေငါတခုပြောလိုက်သူတို့ကိုပြောရတဲ့ဟာဆိုတော့ကောင်းပြီလို့ပြောလို့ငါတို့တိုင်းပြည်ရဲ့အခင်းကျင်းငါတို့တိုင်းပြည်ရဲ့နိုင်ငံရေးငါတို့တိုင်းပြည်ရဲ့စီးပွားရေးအခင်းကျင်းမင်းပြောင်းနိုင်လားလို့မင်းလည်းမပြောင်းနိုင်ငါလည်းမပြောင်းနိုင်ဘူးလို့ဒါမဲ့လို့ကိုမပြောင်းနိုင်တဲ့ကိစ္စကိုသွားကြည့်ပြီးတော့မောမနေနဲ့လို့မင်းကိုမင်းပြင်ပါလို့မင်းကိုမင်းလုပ်ပါလို့အဲ့ဒါကိုသူပြောလိုက်ကောင်းပြီခုနကဥစ္စာပြန်ကောက်အောင်မယ်လူနဲ့တိရစ္ဆာန်နဲ့ကြားထဲမှာတိရစ္ဆာန်တဲ့လူကသားလဲဆိုအချက်၃ချက်ဆိုတော့ပြောခဲ့ပြီနော်ဟုတ်လားခွေးလောက်နာမခံနိုင်ဘူးဟုတ်လားငါးလောက်ရေမကုနိုင်ဘူးဟုတ်လားဆင်းလောက်အားမရှိဘူးတိရစ္ဆာန်ကသာတာကြီးပဲအများကြီးပဲဟာစီလုံးမှုမှာဖြစ်ဘာညာမလုံးနဲ့ဘယ်လူမျိုးမှပြားလောက်မစီလုံးဘူးပြားတဲ့စီလုံးနဲ့ဘာရှိသေးတယ်ပြားတွေကစီးလုံးနဲ့တကယ်ကိုဆိုရှယ်လစ်စနစ်ကိုသူကအလိုလိုရောက်နေတယ်ကွန်မြူနစ်စနစ်ကိုအလိုလိုရောက်နေတာတခါတည်းပြားတွေကောင်ကဟောပြတယ်ဟိုးဘက်မှာဘန်တော်ကြီးတစ်ခုတွေ့တယ်ဆိုလို့ချင်းအဲ့ဒီမှာသွားပြီးပြန်ရင်ကဘန်တော်တစ်ခုတွေ့ပြီဆိုရင်တန်တဲ့ပြားတွေပြန်ခေါ်တာ
အဲ့ဒီမှာပြန်ခေါ်တဲ့ဥစ္စာသတင်းပို့တယ်သတင်းပို့တဲ့ဥစ္စာကြတော့ပြားသတင်းပို့တဲ့ဥစ္စာစစ်တပ်သတင်းပို့လို့ပေါ့ဘာလဲကြီးအဲ့ဒီဟောဒါကြဒါတော့မလုပ်ဘူးပေါ့ဟုတ်လားပြားကိုလှည့်ပတ်ပြီးပြန်တယ်ဒီနဲ့ပြန်တယ်ကျန်တဲ့ပြားတွေကကြည့်နေအဲ့ပြားကိုလှည့်ပတ်နဲ့ပြန်တဲ့ဥစ္စာကတကယ်လို့တမိုင်ဝေးရင်တော့တမိုင်လောက်ကပြန်နေတာပြန်နေပြီးမှဟရိဆိုတခါတည်းပြားအောင်နဲ့ထိုးဝင်လိုက်တာထိုးဝင်လိုက်တဲ့ဥစ္စာအရက်မျက်နှာအနောက်ဘက်ကဆိုရင်အနောက်ဘက်ကဝင်နေအဲ့အနောက်ဘက်တမိုင်ခန့်အကွာမှာချိုးမြိန်တော့ရတာရှိတော့ပန်းတော်ကြီးရှိဝိကြီးချိုးကြီးဒါပဲပြီးအဲ့ကြတော့မှကျန်တဲ့ပြားတွေအကုန်လုံးကအပြန်လာကွယ်သွားမကွယ်ဘာကြီးပဲတိုက်ခေါ်ကြပါလေကိုဆိုပြီးတော့တခါတည်းအဲ့မှာသွားပြီးတော့ဝိကြီးယူပြီးတော့ပြန်လာပြီးတော့မှအကုန်လုံးအဲ့ဝိကြီးကိုဒီပြားအောင်နေမှာထည့်တာဘယ်ပြားကမှသွားပြီးမောင်ခိုးသေးမရောက်ဘူးဟုတ်လားသမာဝါမကိုတကယ်အပြည့်ဆိုရှယ်လစ်နိုင်ငံကိုသူကရောက်နေတာအဲ့တော့ပြောရင်လည်းဒီပဲတိရစ္ဆာန်တွေကိုလူတွေကမှမိတာတွေအများကြီးတိရစ္ဆာန်ကလူတဲ့သားတာတွေအများကြီးခုနကသားတဲ့ဥစ္စာတစ်ခုပဲရဲ့ခုနကကျိုးကြောင်းစိတ်ဉာဏ်ကြီးရင်ပညာပေါ့အဲ့တော့မှဆက်ပြီးတော့ဆက်ပြီးရင်လည်းသိမှာမဟုတ်ပါဘူးပြောတတ်ပါလည်းမဟုတ်ပါဘူးမေးရုံပဲရှိမှာပါပညာဆိုပါတော့မသိဘူးလားဆိုဟာသိတယ်လို့ပြောမှကြီးပဲမှန်းလို့ရပါတယ်မင်းတို့ခေါင်းနေပညာဆိုမသိဘူးလားသိတာပဲပြောစမ်းဆိုဘာပြောကျိုးကြောင်းစင်ញဉာဏ်ပါညာတောင်ပြောပြောမှာငါလည်းအဲ့လိုဘဝလွန်လာခဲ့တာပါဒါမဲ့လို့ဘယ်မှာသွားတွေ့လဲဆိုခါကြတော့ငါကိုယ်တိုင်မဲ့မင်းတို့10တန်းမှာပြဋ္ဌာန်းတဲ့အချိန်မှာပါတယ်နော်ပကံခိကထိုးခဲ့တဲ့သေကတုသမီးကြောက်စာအဲ့ချိန်မှာပါတဲ့ဥစ္စာတစ်ခုတူတော့အဲ့ဒါငါတပည့်အဖြစ်နဲ့လည်းသင်ခဲ့ပြီကြောက်စာကြီးကိုငါသင်ခဲ့ရတယ်တို့တော့ကကြောက်စာကြီးဒီတိုင်းကြီးကြောက်စာကြီးကိုဒီပုံနှိပ်မှင်နဲ့ကူးထားတဲ့ဥစ္စာကြီးကိုဟိုကမိုင်းကန်စက်ကိုကြီးနဲ့နှိပ်ပြီးကူးတာမှင်နှိပ်ခေါ်တယ်အဲ့ဒါကြီးနဲ့ငါဖတ်ပြီးတော့ကြောက်စာကြီးအတိုင်းသင်ခဲ့ရတာတပည့်အဖြစ်နဲ့နောက်တစ်ခါဆရာအဖြစ်နဲ့ကြတော့လည်းပဲအဲ့စာငါပြန်သင်ပေးခဲ့ရတယ်အဲ့ဒီဥစ္စာလွန်ခဲ့တဲ့၄နှစ်လောက်ကမှငါသွားတွေ့တာကြိတ်လိုက်တာလေအဲ့ဒီမှာသူကကောင်းမှုတွေပြီးတယ်ကောင်းမှုတွေဤကဲ့သို့ကောင်းမှုတွေပြီးရသောကြောင့်တဲ့ငါလည်းပညာရှိသောဟဲ့ပညာမဲ့သောမိုက်သောမဖြစ်မှု၏ပညာရှိသောအကြောင်းကိုသိသောဟာအဲ့တော့ပညာရှိသောဆိုတာအကြောင်းကိုသိသောပါလားအဲ့ဒီမှာမှစပြီးသဘောပေါက်တာပညာရှိတယ်ဆိုတော့အကြောင်းကိုသိတာဆိုတော့အဲ့ဒီအကြောင်းကိုသိတယ်ဆိုတော့ပြန်ပြီးထပ်ပြီးစဉ်းစားတော့မှအခုငါစဉ်းစားတာတွေပြောပြမှာနော်မင်းတို့ကောင်းလေးတွေကောင်းမလေးသတိထားတော့ဒီငါပြောနေတဲ့ဥစ္စာငါပြောတဲ့အချက်ကိုမမှတ်နဲ့နော်ငါစဉ်းစားဖို့ကိုမှတ်တော့အဲ့ဒါအတွေ့အရေးကြီးတယ်စဉ်းစားဖို့မှတ်ငါအဲ့တော့မှစဉ်းစားတော့မှဘာသွားတွေ့လဲဆိုတော့တည့်ပြီးကြွေးကြတယ်အုံးပြီးကြွေးကြတယ်ကြွေးကြတာဒါလူတိုင်းသိနေတာတည့်ပြီးကြွေးပဲကြောင့်အောက်မြေကြီးပေါ်ဘုတ်ဆိုကြတာအုံးပြီးကြွေးမြေကြီးပေါ်အုံးဆိုကြတာဒါအကုန်လုံးသိနေမြေကြီးပေါ်ကြတာကြီးဘာဖြစ်လို့ခဲပြစ်လိုက်တဲ့မြေကြီးပေါ်ပြန်ကြဘာဖြစ်လို့ပြန်ကြလဲကြတဲ့ဥစ္စာကတော့တွေ့နေပြီဘာဖြစ်လို့ကြလဲဆိုတော့ဘယ်သူစဉ်းစားဘူးလဲနောက်ကြတော့မှနျူတန်ဆိုတဲ့ပုဂ္ဂိုလ်ကကြတယ်ဆိုတာဘာကြောင့်ကြလဲစဉ်းစားပြီးတော့ကဘာမြေကြီးရဲ့ဆွဲငင်ကြီးတက်ဆိုတာသိလားဟာအကြောင်းဟာအကျိုးကတော့လူတိုင်းသိတယ်မပြောလိုက်ရအောင်မဲ့အိမ်မှာဥပမာဆိုငှက်ပြားဆွဲတယ်ဖြစ်တယ်ဆိုလို့ရှိရင်ဟာဟိုနတ်ဖန်သားလို့ဘယ်ညောင်ပဲအောက်မှာဘယ်ပေးအောက်မှာသိပေါက်လို့ဟာဒါမျိုးတွေနဲ့ဖြစ်နေတာနောက်ဆုံးမိတ်ရောက်တဲ့ခါကျရေဖဲဆုပ်ရေတောက်လို့ရေစိမ်းတွေတောက်လို့အဲ့လိုပဲနောက်ဆုံးမိတ်ကျတော့အเจ้าကိုတွေ့တော့ပါရှင်ကိုက်လို့ဆိုတာသွားတွေ့ဟာလောကကြီးမှာအเจ้าအကျိုးကသူအမြဲတမ်းတွေ့နေအเจ้าကိုရှာဖို့ကြသိခဲ့ပါလားအဲ့ဒါပညာပါလားဆိုတာသိလားအဲ့တော့မှငါစိတ်ပညာဌာနမှာလူတဲ့ဥစ္စာကိုငါသွားသတိရတယ်ဟိုမင်းနဲ့ငါနဲ့ပြောတဲ့ခွင့်လို့ပါဦးစင်းတို့ခွင့်လို့တော့ပြီးတော့ကလေးကြီးပြောတာစိတ်ပညာဌာနမှာဘာပြီးတော့ဆိုတာတို့ကစိတ်ပညာဌာနမှာစမ်းသပ်တဲ့ lab ဆိုရ laboratory ပေါ့လို့ဓာတ်ခွဲစမ်းသပ်ခံခေါ်ဆိုရပါလို့အဲ့ဒီမှာလို့တော့ဘယ်လိုဆိုကြွက်ကလေးနဲ့စမ်းရတယ်ကြွက်ကလေးနဲ့စမ်းတော့ကြွက်ကအနဲ့မဟုတ်ဘူးအဖြူလေးဘာလို့ဆိုအနဲ့နဲ့အဖြူနဲ့ဆိုသူ့မြဲဟိုနူးနူးကြီးလိုကောင်မလေးတွေပါလေးတွေကသူကကြွက်အနဲ့ကြိုင်တော့မကြိုက်ဘူးအဖြူလေးတွေကြိုက်တယ်ချစ်စရာကောင်းတယ်အဲမိန်းကလေးတွေလည်းအစကြိုက်တယ်ကြွက်အဖြူလေးတွေငွေးကိုထားရတော့ကျွေးထားရတော့
စိတ်ပညာဌာနမှာအခုတော့မရှိတော့ဘူးနော်ဟုတ်အရင်တော့ကပြောတာခေတ်ကောင်းတော့ကပြောတာကြွဖြူလေးတွေကိုမွေးထားတော့အဲ့မှာစမ်းတော့မယ်ဆိုတော့ဘာစမ်းရတာလဲဆိုတော့သူစမ်းရတယ်ဆိုတာလောင်ကြိုင်လေးတစ်ခုရှိတယ်အဲ့လောင်ကြိုင်လေးတွေမှာအောက်မှာခလုတ်ကလေးတစ်ခုရှိတယ်အဲ့ဒီကအပေါ်ကဘာနဲ့ဆက်တော့အပေါ်က cheese ပေါ့ဟိုဒိန်ငယ်လေးတွေပေါ့အတုံးလေးတွေထည့်ထားတဲ့ဟာနဲ့ဆက်ထားတယ်အဲ့ဒီ cheese ကိုခုနကထည့်ထားတော့အဲ့ခလုတ်ကလေးကိုသွားပြီးနင်းမိရင်အဲ့ဒီခုနကပြောတဲ့ cheese အတုံးလေးကကျသွားတယ်အဲ့ဒါလောက်ထားတာအဲ့တော့ let boy လို့ခေါ်တယ်အဲ့ let boy ဆိုတာခုနကပြောတက်ခွဲကစောင့်တဲ့လူကိုလက်ထိုးထားရတယ်လက်ခွေးလေးပါလေးတိုက်ထားရတယ်ပေးထားရတယ်ဘာလို့လဲအဲ့ကြွက်ကိုအငတ်ထားဖို့လို့ညမကျွေးဘဲနဲ့ထားဖို့လို့ဒီပုံမှန်ကျွေးတယ်ဆိုတာငတ်နေအောင်ထားလဲထားပြီးတော့မှနောက်တစ်နေ့ရစပ်ပြီးတော့မှဘယ်လိုလုပ်ရလဲဆိုတော့ဘောလေးနည်းနည်းရှင်းအောင်ပြောပြမယ်နော်စိတ်ရှိလက်ရှိနားထောင်တော့အဲ့ဒီမှာလို့တော့မှကြွက်ကငတ်နေတော့အဲ့တောင်ငင်းငင်းလေးထစ်လေးဆက်ရကြွက်ကအဲ့ဒီမှာဘာလဲဆိုတောင်ပြေးမြောက်ပြီးတော့ဟာဒီငင်းအနံ့ကလည်းရနေတယ်စားလည်းမစားဘူးကြွက်ကစိတ်ကြီးပြီးတောင်ပြေးမြောက်ပြီးရင်ကနေပြုံးနေဆိုအဲ့ခလုတ်နေမလဲတော့ချီအတုံးလေးကကြွကြလာဟိုင်းတော့စားဟာအဲ့မှာသူ့ကိုဘယ်နှမိနဲ့ဘယ်နှစက္ကန့်ရှိတဲ့ခါမှာပထမဆုံးစပြီးတော့ဒီငယ်ခလုတ်ကိုနင်းမိတယ်နောက်ခါကြွက်ကပြေးနေဟာနင်းမိရအောင်တစ်ခါကြားတယ်နင်းမိတယ်ဟောဘာမှမသိဘူးတော့အကျိုးကဘာရလာလဲဒီငယ်ကြလာအကျိုးရနေအကြောင်းမတွေ့ဘူးတော့ကြက်အဲ့ဒီနောက်တော်တော်ကြီးကြတဲ့ခါမှာဟာနင်းမိက၄၅၆ခါ10ခါလောက်နင်းမိတဲ့အခါကျတော့ဟာဒါနင်းလို့ရှိကြတယ်ဆိုကြွက်ကသိလာတယ်သိတော့မှအဲ့ဒါနင်းလိုက်မဲစားလိုက်နင်းလိုက်စားလိုက်အဲ့ဒီမှာတီးတော့တာအဲ့တော့ဘယ်နှကြိမ်မြောက်မှတွေ့တယ်ဆိုတော့အဲ့ဒီဥစ္စာစိတ်ပညာအရမှတ်တမ်းတင်ထားတဲ့ဥစ္စာသူတို့ရဲ့ဇရမ်းပဲပြောချင်တာကတိရစ္ဆာန်ကောင်အကျိုးကြောင့်မသိဘူးလားသိတယ်ဒါပေမဲ့လူလောက်များများမသိဘူးကောင်းပြီဆက်ကြအောင်ပညာသင်တယ်ဆိုပါလေဟောပြဿနာပေါ်လာပြီပညာသင်တယ်ဆိုတဲ့ဥစ္စာမှာဘာလဲဒါဖြင့်တိရစ္ဆာန်မှာ education လို့ခေါ်တဲ့ animal education ခေါ်တယ်တိရစ္ဆာန်ပညာရေးမရှိဘူးလားဟာရှိတယ်ဆိုလို့လေဥပမာဆိုတော့ကြောင်လေးတွေနဲ့ကြောင်မကြီးတွေနဲ့ကစားတာခင်ဗျားတို့တွေ့ဘူးလိမ့်မယ်ကြည့်လိုက်လို့ရှိရင်ကစားနေတယ်လို့ထင်တယ်မဟုတ်ဘူးငါသားဟောဒီမှာလက်သေးဒီလိုထားတယ်အမိကိုဒီလိုဟောလို့ချောင်းရတယ်ဟောလို့ခုံအိုးရတယ်ဆိုတာကြောင်မကြီးနဲ့ကြောင်လေးနဲ့သားလေးနဲ့ခွေးနဲ့လုံးနဲ့အုပ်လိုက်သူတို့ကြီးလုံထွေးပြီးသွားလိုက်ပြီးတော့ပြန်ခွာသွားလိုက်ပြန်ချောင်းလိုက်ချောင်းတယ်ဆိုတာမမြင်အောင်ချောင်းရတာဟာမြင်အောင်ချောင်းဘာရိုက်ခါမှာပေါ့ဒါပဲကြောင်မကြီးနဲ့ကြောင်လေးကမြင်အောင်ချောင်းတယ်ဘာလို့ဆိုသူကပညာသင်ပေးနေတာသူမြင်အောင်ပြတယ်သားကိုမြင်အောင်ပြတယ်ချောင်းဖို့ချောင်းနေလို့ကောင်းပြီပြီးတဲ့ခါကျတော့မှခါတဲ့ကြောင်ကျွတ်တဲ့ကောင်ဖမ်းလာကြောင်မကြီးကရော့စားခေါင်းကစားဟဲ့ကောင်ရဲ့အမိရသွားစားတဲ့ခါကျဟိုကမသိမရှိပြင်းလို့လှည့်ကြလိုက်ချင်းနင့်နှာခေါင်းပဲ့သွားမှာပေါ့ခေါင်းကစားဟာပြရတာနဲ့တဲ့ပညာကြီးလားသူတို့လည်းပဲနောက်ကြတော့ဒီခါတဲ့အံဩဇာကောင်းတဲ့ဥစ္စာတွေကဟောဒင်ကြီးငှက်တို့ပါဆိုသိအောင်ဖို့ကောင်းတယ်ဒင်ကြီးငှက်ဒီပါဒီဆိုလို့ရှိရင်ဟိုခင်ဗျားတို့ဒီကြောက်ပရောင်းတို့ဘာတို့တော့ဘိုက်ဆိုတွေ့ဘူးလိမ့်မယ်ကျွန်တော်ရန်ကုန်မှာတော့မတွေ့ရတော့ဒင်ကြီးငှက်ဒီပါဒီဆိုဒီကောင်ကတော်တော်အောင်ဖို့ကောင်းတယ်တော့လေထဲမှာပြန်ပြီးတော့ရေထဲကငါဖမ်းစားတယ်ကောင်ဟာသိအောင်ဖို့ကောင်းတယ်ကောင်ဒီကောင်နဲ့ပညာပေါ့သေးသေးမထင်ဘူးကျွန်တော်တို့မလွယ်ဘူးလူတွေမလွယ်ဘူးသူအဲ့ဒီလုပ်တယ်ဆိုတာဒင်ကြီးငှက်အပြန်တင်တယ်မသိရင်မြန်မာတခါတည်းငါးတွေဖမ်းလာပြီးတော့အစိုက်ထဲမှာငါးတွေကိုခွန့်ကြတဲ့ကစပြီးတော့ရော့ခေါင်းဘက်ကစမျိုးမှတ်ထားဟာအဲ့လိုသိသွားတာခေါင်းဘက်ကငါးကိုခေါင်းဘက်ကစမမျိုးပဲနဲ့အမိဘက်ကမျိုးရင်စူးတော်ကလေဝင်းထောက်နေမှာဟာအဲ့ဒီကစတင်ရတာပြီးတော့အပြန်တင်ဒါကြောင့်မလို့အဲ့ဒီငှက်တွေထဲမှာဒင်ကြီးငှက်တို့ဝင်ပိုးအဲ့ဒီငှက်တွေချုပ်ငှက်တွေသိမ့်တို့သိမ့်စုံလို့ဟာဘာလို့အဲ့လိုလေဂျိုးစိမ့်တို့အဲ့ကောင်တွေအများဆုံးပဲလေထဲမှာပြန်နေတဲ့ဆိုမှခင်ဗျားတို့တွေ့ဘူးလိမ့်မယ်ပရိဆိုအောက်ထုတ်စလိုက်ပြန်ထုတ်တက်လိုက်ဟာပြီးတော့မှလေထဲမှာဒီလိုအတောင်ခတ်ပြီးတော့ဟာနေရမရွေပဲနဲ့အတောင်ခတ်နေလိုက်လုံတာတွေ့ဘူးလိမ့်မယ်အဲ့ဒီဟာဒီငှက်ကကမင်းရောထားတာကြီး
အဲ့လိုသွားချင်မနဲ့အနီးနားချုံမှုတည်းမှာသူသားသမီးရှိတယ်တွေ့လားအမေဟောလို့ပြန်တယ်ဟောလို့ပြန်တက်တယ်တွေ့လားဟောဒီမှာအတောင်ခတ်ပြီးလေထဲမှာရနေတွေ့လားငါသားတို့လူတွေလှုပ်တဲ့ဟယ်လီကော်ပတာဆိုအမေကရီးခြင်းနဲ့ဟီဟီအဲ့ဒါလုံနေတာအဲ့လိုအပြန်တက်ပြီဆိုတဲ့ခါကျမှအဲ့ကောင်တွေခေါ်သွားပြီးတော့မှဘာလို့လဲဆိုရေပေါ်မိုးပြီးတော့ねတိတ်ကိုင်းရေပေါ်တိတ်ကိုင်းမိုးဂိုင်းတိတ်ကိုင်းကြီးကတခါရေပေါ်မှာမိုးပြီးတော့ရေပေါ်မှာပြန်နေတဲ့တိတ်ကိုင်းအဲ့ဒီကိုင်းမှာအကုန်လုံးတခါတည်းအဲ့သားသမီးတွေအကုန်လုံးတတ်စီမတ်စင်မတိတ်နှိပ်သုံးအဲ့ဒါတော့မဆိုးဘူးပေါ့လေမေရကြည့်နေမေကိုကြည့်နေတာဟိုကငါးတကောင်ကရေထဲမှာအပေါ်ရလေးရှက်ပြီးကူလာတော့မေရပြေးတယ်ပြီးတော့ဝီးလို့ဆင်းနေပြီးတော့မှအဲ့အတောင်နဲ့ဒီကိုပြန်လို့ခတ်တယ်ပြီးတော့ငါ့ကိုတုတ်လာကြပြီးတော့မှသူတို့ကြွေးတော့ဟာအမေဒီလိုဖမ်းကြည့်ရပါလားစသိရတာတရက်နေ့ရက်သုံးရက်အဲ့လိုကြွေးတယ်နော်ကြွေးပြီးကြတော့မှနောက်ကြတော့မှတနေ့ကြတော့မေရဘာလို့လဲဆိုတော့ဝီးဆိုတခါအတောင်ခတ်ပြီးတော့အောက်ကငါ့ကိုဖမ်းတုတ်လိုက်တယ်တုတ်လည်းပြီးတော့သူကမေရမကြွေးဘူးဟိုကောင်းနဲ့ပါဇက်ပြတဲ့အော်ပြီးတော့ခါတောင်းနေတာကြွေးဘူးအဲ့ဒီငါ့ကိုခါနေကိုင်းနေခေါင်းနဲ့တိတ်ကိုင်းနဲ့ဖမ်းဆိုနေချက်တော့ငါ့ကိုခေါင်းနဲ့တိတ်ကိုင်းနဲ့ရိုက်လိုက်တယ်ပြီးတော့မှရေထဲပြန်လွတ်တယ်ဟာအမေပဲနဲ့လွတ်လိုက်ပါလိမ့်မယ်အဲ့ဒီမှာဟိုငါမူးတော့ရေကရုပ်တရက်မကူးနိုင်ဘူးခေါင်းနဲ့တိတ်ကိုင်းနဲ့ရိုက်ထားတော့အဲ့ကြတော့မှတတ္တိအကောင်းဆုံးငှက်ကအဲ့သားကလေးကဘာငှက်ငယ်ကပေါ့လေဝိရုံတစ်ခါတုတ်တော့ခုနကမူးနေတဲ့ငါ့ကိုတုတ်စားတယ်တုတ်စားတော့ကျန်တဲ့ကောင်ဟာငါနာရပါငါမဥလိုက်ဘူးအဲ့ဒီသေးပြရဒါကြည့်တာ education ဟိုစွန်နေပါလေကြတော့ဟိုသိနေပါကြအဲ့ဒီတဲ့ပိုပြင်းထန်တယ်သူတို့ကြတော့အဲ့ငါ့ကိုအဲ့ငှက်တွေငှက်ချင်းဖမ်းတာသူကဟိုကငှက်သူကလည်းငှက်သူကလည်းအတောင်နဲ့ကိုယ်ကလည်းအတောင်နဲ့ငှက်ချင်းဖမ်းတာလွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့ဒါပြန်လိုက်ဖမ်းပြီးတော့မှယူပြီးတော့မှတခါတည်းဘယ်လိုလုပ်ကြည့်လဲဆိုမအေးဖြစ်တဲ့သူကမိတယ်တခါတည်းဟိုးထက်အမြင့်ကြီးပြန်တက်သွားတယ်သားအလေကဖေးရအောက်ကသားအလေကအဲ့မှာလေထဲမှာပြစ်ချတယ်ပြစ်ချလိုက်တဲ့အဲ့ကဲကိုဖမ်းထားတာမဖမ်းနိုင်လို့လွတ်သွားရင်ဖေးရအောက်ကဖမ်းထားတယ်အဲ့ကဲကိုတုတ်ထားတယ်တုတ်ပြီးတော့မှပြန်တက်မရအောင်သားအလေကအဲ့တနေ့လုံးအဲ့ဒါမရမရှိမစားနဲ့တော့မင်းတို့လူတွေမှာအဲ့လောက်အပြစ်မပြေဘူးစားမွဲကြတယ်ဆိုရင်ကောင်းကစားကြိုးစားပါညာနဲ့ပြောစားမွဲကြသွားတော့ငါစောကြီးကပြောသားပဲဟင်ခုမှစားမွဲကြတော့ငိုးမနေနဲ့ဒီကောင်းမှနှစ်ချီငါမလျှော်တော့လာသမင်းစားဟာညားတယ်လူတော့မညာဘူးတိရစ္ဆာန်လောကရဲ့ပညာရဲ့ပိုးပြည့်ထန်တယ်အဲ့ဒါကြောင့်ပညာသင်တယ်ဆိုတဲ့ဥစ္စာဟာအကုန်လုံးပြောလိုက်ရင်ချုပ်ပြောလိုက်ရင်အတွေ့အကြုံနဲ့အတွေးအကြံကိုလက်ဆင့်ကမ်းတာပဲဒါပဲချုပ်လိုက်တဲ့ခါကျတော့ပညာဆိုတာဒီအကြောင်းကိုသိခြင်းပညာသင်ပေးတယ်ဆိုတာဒီအတွေ့အကြုံနဲ့အတွေးအကြံပိဿသတိထားတော့အတွေ့အကြုံနဲ့အတွေးအကြံကိုလက်ဆင့်ကမ်းပေးခြင်းပဲအဲ့ဒီဟာမျိုးမှလူတွေရှိသလားဆိုမို့တိရစ္ဆာန်တွေရောက်ဖြစ်အောင်ရှိတယ်ဆိုတာဒါပြောချင်တာကောင်းပြီလူကြတော့အဲ့အတွေ့အကြုံနဲ့အတွေးအကြံကိုဘယ်လိုလက်ဆင့်ကမ်းလဲစကားနဲ့လက်ဆင့်ကမ်းလာဘာကြောင့်လဲဆိုလူကစကားပြောတတ်တယ်စကားရှိတယ်တိရစ္ဆာန်မှာမရှိဘူးရှိတယ်ဒီမှာခွေးဆိုလို့ရင်သခင်လာလို့ဟောင်းတာတစ်မျိုးဟောင်းတာတော့ဟောင်းတာပဲပျော်လို့ဟောင်းတာတစ်မျိုးမွေတွေ့လို့ဟောင်းတာတစ်မျိုးဟုတ်လားလူစိမ့်လာလို့ဟောင်းတာတစ်မျိုးသခင်တွေ့လို့ဟောင်းတာပဲခွေးမှာစကား6ခွန်းလောက်ရှိတယ်အဲ့ဟောင်းတာတယ်ပြောတာဥရာမပါသေးဘူးအဲ့တော့ကြီးကန်းဆိုလို့ရှိရင်အဲ့မြို့ကြီးကန်းကစကား4ခွန်းလောက်ရှိတယ်လို့ဆိုတယ်တောကြီးကန်းက3ခွန်းလောက်ပဲရှိတယ်လို့ပြောတယ်အာဆိုရန်သူမြင်လို့ဩရပါညာကိုထားလိုက်ပါတော့သူတို့ဒါပဲဘာလို့သူတို့မှစကားပြောအင်္ဂါမပါဘူးပစ္စည်းမပါဘူးထံကရိုင်းလို့ခေါ်တာပေါ့အဲ့ထံကရိုင်းမပါဒါကြောင့်လူကစကားပြောတတ်တယ်စကားပြောတတ်တော့စပြီးတော့ခလေးပေါက်ထားကြတယ်သင်ပေးလိုက်တယ်ဆိုတာသင်လိုက်ကြရတဲ့ခါလေးကိုဟဲ့အဲ့အစွန်းတော့မသွားနဲ့ကြဟဲ့ဒါဟဲ့မကိုင်းနဲ့တော့ရှာသင်ပေးသွားတယ်ဟဲ့ကောင်လေးမလုံးနဲ့ဆိုသင်ပေးသွားတယ်ခလေးကအဲ့ခလေးဆိုတဲ့ဥစ္စာမျိုးပထမစတဲ့နဲ့ဘာမှတက်ထားမဟုတ်အတူတူတိရစ္ဆာန်နဲ့သူနဲ့အတူတူပဲဘာမှသူမှမပေါ့လူကအဲ့လိုပြောသွားတဲ့အခါကျမှ
တင်းတင်ပြီးသွားတော့မှသူကရသွားတာအဲ့လိုတင်းပြီးတဲ့ဥစ္စာကိုစကားနဲ့တင်းပြီးသွားတယ်အဲ့ကြတော့တိရစ္ဆာန်တဲ့လူကပိုးပြီးတော့အတွေ့အကြုံလက်စိတ်ကမ်းခြင်းမှာပိုးမြန်လာအခုဆိုပါတော့စကားဆိုတဲ့ဥစ္စာကျွန်တော်ပြောမယ်နော်တော်အားဟုတ်ဖို့ကောင်းတယ်ကျွန်တော်ပြန်ပြီးလို့ရှိရင်ဥပမာဆိုတော့ခုနေ့ခါမှာကျွန်တော်မီးဆိုတော့ခုနဟာမီးဆိုတော့မီးဆိုတဲ့ဥစ္စာခင်ဗျအတန်ပဲကြည့်တာဒါကျုပ်တို့မျက်စိမှာမီးလို့ဟောလာတယ်မျက်စိနဲ့မီးကိုသွားမြင်နေနော်ပြဿနာကြီးစကားတန်ဟာအောင်ဖို့သိကောင်းတာမီးဆိုရတဲ့ပြင်ဟာမီးကိုတမ်းမြင်တာဟာမီးလို့ဟောလိုက်ခါကျတယ်ဟာဘယ်နေရာဟာတမ်းဖြစ်တာအဲ့ငါရေလေးတစ်ခွက်ပေးစမ်းကွာလို့ပြောလိုက်မှာဆိုရေလို့ပြောလိုက်လို့ရှိရင်ခက်ရေကိုတမ်းမြင်တယ်ရေကပစ္စည်းမရှိဘူးပစ္စည်းဒီနေရာမှာမရှိဘူးဒါမှလို့အဲ့ရေလို့ပြောတယ်ပဲအဲ့ရေကိုတမ်းမြင်တယ်ခက်သိအောင်ကောင်းတာကျွန်တော်ကအဲ့ဒါကြီးကတခါလေးကျယူတယ်လို့ပြောချင်လဲပြောပေါ့ဗျာကျွန်တော်တကယ်အောင်ဟောတာတခါဒိသိမ့်တွေးပြီးအောင်ဟောတာဥပမာဆိုတော့ကျွန်တော်အခုဘောင်းမိနေဝင်တယ်ဘောင်းမိနေဝင်တယ်ကျွန်တော်ပစိုးလဲမလဲကျင်တယ်ပစိုးဆိုလိုက်ရှင်ခင်ဗျာပစိုးပြည့်စည်တယ်မြင်ပြီဟုတ်လားဟာတိတ်အောင်လို့ဒီစကားဆိုအတန်ဒီအတန်ကတခုသောပစ္စည်းကိုစားပြုနေနေဆိုတော့ဒိသိမ့်တွေ့ကြည့်ဒိသိမ့်အောင်ဖို့ကောင်းတာအဲ့ဒီတဲ့အောင်ဖို့တော့ကောင်းတာပြောမယ်ကျွန်တော်ဘယ်သူမှလည်းခုလက်ရှိမသိတဲ့ကြောင်ကြမ်းဖြစ်နေနိဗ္ဗာန်ဆိုတာဘာမှမသိဘဲနဲ့သိနေတယ်နိဗ္ဗာန်ဆိုတာဘာလဲပြောစမ်းပါဆိုကျွန်တော်ဘုရားဘာသာသိလားဟာသိတယ်ဘာလို့ပြောစမ်းဆိုပြောကုန်မပြောတတ်တာပြောချင်နေဒီကကျွန်တော်တို့မသိတဲ့ဥစ္စာကိုလည်း तू ကအတန်နဲ့ပြောလို့ရတဲ့ဥစ္စာအဲ့စကားပဲဘာသာစကားသိအောင်လို့ကောင်းတယ်အဲ့တော့ကျွန်တော်တို့ဘာသာစကားနဲ့ခဏကအတွေ့အကြုံကိုလက်ဆင့်ကမ်းပေးခြင်းကိုပညာသင်ပေးခြင်းလို့ခေါ်တယ်။နောက်ကြတော့အဲ့ဒီဟာအတန်နဲ့မကပဲနဲ့သင်္ကေတနဲ့သွားမယ်ဆိုတော့ပြောလာတဲ့ခါကျဒီစာဆိုတဲ့အခရာပေါ်လာတာစာဆိုတဲ့အခရာအဲ့ဒီမှာပေါ်လာတာအဲ့ဒီစာကိုဖတ်အဲ့ဒီစာရောပါဆိုအတန်ထွက်ရလိုက်ရင်အတန်ဖြစ်သွားတယ်ဖတ်လိုက်လို့ရှိရင်အတန်မြည်နေတယ်ဟုတ်လားအဲ့တော့ကျွန်တော်ပြောနေတာခုကျွန်တော်ဒီမှာလာဆော့ပြောတယ်ထားပါတော့ကျွန်တော်နေ့ပြင်ကဆိုကျွန်တော်ခီးဆက်ရတယ်တွားတနေ့လုံးထိုင်ပြီးတော့ဥအောင်သူပြောစမ်းပါဆိုတော့ပြောဘသူပြောနိုင်လဲမိဘရောပြောနိုင်လားဆရာရောပြောနိုင်ဘသူမှမပြောနိုင်ဘူးဒါမဲ့ဘယ်တော့မှအာမနာရတဲ့ဥစ္စာခုနကအခရာနဲ့ရေးထားတဲ့စာအုပ်ပဲဒါပဲဒါကြောင့်ပြောတယ်စာဖတ်တယ်ဆိုအဲ့ဒါလူငယ်တွေကိုမင်းတို့စာဖတ်ပါလို့ငါပြောတဲ့အတိပ္ပယ်ပါလဲဆိုတော့အဲ့ဒီစာဖတ်တဲ့ဥစ္စာတဘာသူရဲ့အတွေ့အကြံကိုရနိုင်တဲ့စာအုပ်တွေဖတ်အဲ့ဒီဥစ္စာကိုဖတ်လေအကျိုးရှိတယ်ပဲအဲ့တော့ကောင်းပြီခုနကယတ္တစာပေဆိုတာရှိတယ်ငါအရင်တုန်းကယတ္တစာပေဆိုတာသိပြောလို့ရှိပါတယ်ဟိုးရင်လုံးကပါအခုကျတော့အဲ့ယတ္တစာပေပြောချင်စိတ်လဲနည်းနည်းကုံသွားလို့မပြောတော့ဘူးပေါ့လေအကျိုးရှိတဲ့ဥစ္စာတော့ပဲပြောတယ်ယတ္တစာပေဆိုတဲ့ဥစ္စာကအများကြီးပြောခဲ့ပါတယ်ဒီဥစ္စာနဲ့ပတ်သက်ယတ္တဆိုတာဘာလဲနောက်ပြီးတော့ဒါဒီပြောချင်လို့ရှိရင်ဥမာဆိုရပါစို့ဒီယတ္တစာပေမှာမိုးမှန်ပြီးတော့ရေးတဲ့ဥစ္စာတွေငါဟိုစာအုပ်ထဲမှာတော့ထည့်ရေးလို့ဟိုတနေ့ကခလေးမလေးကမြဝတီကကောင်မလေးကအင်တာဗျူးလာလို့ဆိုမေးသေးတယ်ငါငယ်ငယ်တို့ကရေးသားစာရေးတာသိကောင်းခဲ့တယ်ဆိုကြောင့်လည်းငါအဲ့ဒီမှာထည့်ရေးတာကိုရေးသားစာအငှားရေးတဲ့နေရာမှာ expert ပေါ့ဟာရေးရတယ်တောင်ရေးမြောက်ရေးနဲ့ရေးသားစာရေးခဲ့တယ်ဆိုဥပမာဆိုတော့ဆိုရပါတော့ရေးသားစာရေးတဲ့ဥစ္စာဟာလောကကြီးမှာကောင်းငင်မှာလူတွေဟာကောင်းငင်ကကျယ်ပွင့်နေကိုမြင်တယ်အဲ့ကျယ်တွေကိုလိုချင်ကြတယ်ကောင်းငင်လာမင်းကြီးကိုတွေ့တယ်လာမင်းကြီးကိုမမောကြတယ်ဒါမှနောက်ဆုံးမိကြတော့မြေကြီးရဲ့အထွက်တဲ့စိန်ကလေးကြောက်ကလေးနဲ့ပဲကျင်းနေရတာပဲအဲ့လိုပဲကိုဟာမင်းရဲ့အလှထဲမှာကိုမမောတယ်မင်းရဲ့အလှထဲမှာနင်းမျောတယ်ဒါမှကိုဟာမင်းရဲ့အချစ်ကိုမရနိုင်ဘူးဆိုတာကြည့်ပါတယ်ဒါမှလို့လူတွေအားလုံးရတော့ငါလည်းရတာပဲမြေကြီးတဲ့စိန်နဲ့ကြောက်နဲ့ကျင်းနေရတယ်ငါလည်းမင်းရဲ့အလှမောင်းမမောရလို့လေဒါမျိုးတွေပေါ်လျှောက်ပြီးရေးကြတယ်အများကြီးဂျပုံကြီးပဲဟုတ်လားအများကြီးပေါ်ရေးရဆက်နားထောင်ရင်းလေးလားတကယ်ပြောတာပါရေးစားတာတွေအများကြီးရေးခဲ့တာပဲတယောက်ဆိုလို့ရှိရင်ငါရေးပြီးတဲ့ဥစ္စာ
ရေးပြတယ်လေစွန်တယ်ရည်စားတယ်နှုတ်ကတော့မျိုးမျိုးပေါ့လေလက်ဖေးတစ်ခွက်တို့ရုပ်ဖြစ်တစ်ဝဲတို့ဟိုက်ဒရာမာတစ်ဝဲတို့ခုနကပြောဘီယာတပလင်းတို့ပါတော့အဲ့ဒါနဲ့ငါအမျိုးကြီးရေးကြတာစွန်လဲစွန်တယ်အဲ့အမျိုးသမီးတယောက်ပဲမစွန်တာကသူအဲ့ကျောင်းလာပြီးတော့သူကအဲ့ကောင်ပြန်ကိုမကြိုက်ဘူးရအဲ့ဒီဟာငါလည်းမချင်မဲပြင်နောက်ကြစာရေးဆရာဖြစ်နေစာပေဟောပြောပွဲထွက်တော့ဟိုးမျိုးဝရုပ်ဘောပဲကိုတော့သေချာတော့မရှိတော့ပါဘူးသူကကြောက်ကြမှာကြီးဖြစ်နေသွားတွေ့တဲ့အခါကျသွားစာပေကော်မတီတွေပါတဲ့အခါကျတော့အဲ့မှာလာပြီးတော့ကိုအောင်တင်ကြီးတဲ့သာသမီတွေဟောတဲ့လက်လွတ်ပြီးတာဟုတ်တယ်လွတ်ပြီလို့ကြီးကြပါပြီလို့ပြောတယ်ကိုအောင်တင်ကြီးတွေဆိုလူရှင်းနေရှင်းကြမှာကတ်လာပြီးတော့ကိုအောင်တင်ကြီးအဲ့တော့ကဘသူ့ကိုပေါ့တယ်ကြီးသားတွေရေးပြီးတာတော်ရေးပြီးတာပေါ့လားဟာဗျာလို့ခင်ဗျားလည်းခုမှပြောနေပြန်ပြီဆိုဟုတ်ဘူးတော့တယ်ကျိုးကကြိုက်လို့ကိုကြိုက်လို့မရတာတဲ့အဲ့လူကိုကြိုက်လို့ကိုမရတာကျုပ်ကစာရီကတော့သိကြိုက်တာတော်ရေးပြီးနေမှလည်းသိတယ်ကျုပ်အဲ့ဒီစာရီသိတာတော်ကတော့စာအုပ်တွေချကြိုက်တယ်ဆိုအမေကမီးရှို့ပြမယ်လို့တော့ကျုပ်အဲ့စာရီကြောမျောသိထားတယ်ခုတည်းစီရှိတယ်တော်ပြတ်ဖာအောင်မလားတဲ့မေးတော့ဟာထားသပါတော့ဗျာလို့ငါကအဲ့မှာပြီးတဲ့ပြီးတာမှာဒီဘက်ထွက်လာတယ်ဒါကြီးငါပိုးရင်ရမှာဆိုတော့ငါမှတတိယကိုအရွယ်ဤသတုထဝေဒနာဖြစ်နေပြီဟာတော့ခုပြောနေတာအဲ့ဒီဟာမျိုးတွေပြောခဲ့ရတယ်ဆိုအင်မတန်ပျော်မွေ့တယ်ကြည်နူးတယ်စဉ်းစားကြမှုအဲ့လိုပေါ့ပြောစရာတွေပါတယ်အဲ့ရတ္တအကြောင်းကိုပြောသိပြောစရာကောင်းတယ်ဒါမဲ့ဒီနေ့ကျတော့အဲ့ဒါမျိုးတွေပြောတာတဲ့ခေါင်းကပြောခဲ့တဲ့ပါလဲဆိုခဏဒီစဉ်းစားကြရတယ်ပြောခြင်းနဲ့စိတ်ပေါ်လာဒါကြောင့်မလို့ဒီနေ့မင်းတို့ကြောက်ကြောင်ကလူငယ်တွေအတွက်ကိုစဉ်းစားဖို့ဥစ္စာတွေတဲ့ကိုငါဖိပြောတာနည်းနည်းဟိုခုနကစောစောမှအသာပိုင်းမှာပြောလို့လူတွေကစဉ်းစားမလားသိမလားဆိုမစဉ်းစားပဲသိတာများတယ်ဆိုတော့တကယ်ပြောတာစဉ်းစားရတယ်ခုနအုံနောက်ကြောင်ကြောက်ရတယ်ဆိုတကယ်စဉ်းစားပါအခုဖြစ်နေတဲ့ဥစ္စာဘာဖြစ်နေဆိုတော့ပညာရေးစနစ်ကအစဟိုကျောင်းသွားအပ်တာဆိုဆရာမအစသူ့ကျူရှင်တက်လို့ရှိရင်အောင်နေအဲ့ဒါမျိုးတွေပါဖြစ်နေတော့စိတ်ကြည့်ဖို့ကောင်းတယ်အဲ့တော့ကလေးတွေကလည်းဘယ်နဲ့ဆိုတော့ကျောင်းကတက်အဲ့ဒီဟာကျောင်းကဆရာမပေးတယ်ဆရာပေးလိုက်တာအလွတ်ကျက်ပြီးတော့တခါအဲ့ဒီဆိုဖြီးလိုက်လို့ရှိရင်အောင်တာပဲအဲ့တော့ကျက်ပြီးတော့အောင်လာတဲ့ခါကျဘာဖြစ်လဲဆိုတော့ဟိုကျက်10တန်းကြီးဖြစ်တယ်နောက်ကြတော့နည်းနည်းဘာပြီးတော့အဲ့ဒီကနေကျက်ပြီးအောင်လာတယ်ကျက်ကတူရောက်အဲ့ကျက်ကတူမှလည်းနည်းနည်းပိုကျက်တယ်ကအမှတ်ကောင်းတော့ကျက်မှုကျက်ကတူအကုန်လုံးတပီလုံးကျက်ဖြစ်နေဒါကြောင့်မလို့စဉ်းစားဖို့ဥစ္စာကိုငါဖိပြီးတော့ပြောနေတာခုနကပြောရပါအဲ့တော့လူနဲ့တိရစ္ဆာန်နဲ့ကြွားတဲ့ဆိုမှ၃မျိုးရှိတယ်လူကဘယ်တိရစ္ဆာန်နဲ့မဆိုကြွားတဲ့ဥစ္စာအသိပညာကျိုးကြောင်းဆင်ခြင်မှုပညာရဲ့နောက်တစ်ခုကကိုချင်းတရားတိရစ္ဆာန်မှာမရှိဘူးကိုချင်းတရားကြားတဲ့ကောင်ကသမင်ကောင်တွေ့ဆိုကြိုက်စားရတာကြိုက်စားပြီးတော့သူဘိုက်ပြီးထားပြီးခဲ့ကျန်တဲ့တော့ကြီးဆိုလကားထိုးသူကိစ္စမဟုတ်တော့လှည့်မရှိတော့လူတစ်မျိုးပဲပြန်ကိုစားလို့ဝါရတယ်သူများစားတော့မကြိုက်ဘူးအဲ့တော့ခေါင်းကပြောကိုချင်းတရားဆိုတာဘာလဲဆိုလိုက်တဲ့ခါကျတော့ဒီပလေတိုပြောလို့ရှိရင် not to hurt others တဘာသူကိုမထိခိုက်စေတဲ့ဥစ္စာကကိုချင်းတရားထဲမှာအကောင်းဆုံးသူများကိုမထိခိုက်စေနဲ့သူပစ္စည်းကိုပစ္စည်းတိရစ္ဆာန်မှာသူပစ္စည်းကိုပစ္စည်းမရှိဘူးကိုပိုင်တဲ့သူပိုင်တဲ့ဆိုတာမရှိဘူးဒါမှလူမှာအဲ့ဒီတရားရှိတယ်ကိုချင်းတရားမိမိကြည့်ဖို့တော့အကြောင်းကြောင့်တဘာသူကိုမထိခိုက်စေတဲ့ဥစ္စာသူကိုချင်းတရားပဲဒါပဲငါးပါးသီလကိုကျင့်လို့ရှိရင်အဲ့ဒါပဲအကုန်လုံးချွတ်လိုက်ရှင်မိမိဒီဟုတော့အကြောင်းကြောင့်တပါးသူကထိခိုက်နေတာသိရင်မဖြစ်အောင်လုပ်တဲ့ဥစ္စာကိုကျင့်တရားပဲအရေးကြီးဆုံးဒါပဲဒါမှအဲ့ဒီကဘယ်ပုံမှာအခြေခံတော့မေတ္တာပေါ်မှာအခြေခံတယ်ဒါတွေရှောက်မပြောတော့ဘာသာရေးရောက်သွားလိမ့်မယ်အဲ့ဒါကျိုးကြောင့်ဆင်ခြင်မှုမှာဒါတဲ့နောက်တစ်ခုကကိုကျင့်တရားမှာဒါနောက်တစ်ချက်ကအလှပဓမ္မုထာရှင်မျက်နှာချင်းဟောအလှပလူကအဲ့ဒီအလှပကိုကြိုက်တာဘယ်လိုဘာမှကိုမသိမဲ့လူကအဲ့ဓမ္မုထာအတန်အလှရောရုပ်အလှရောသပင်အလှရောဒီသပင်တဲမကြည့်ပါလားဒီမဲ့သပင်လေးဆိုလို့ရှိရင်ဒုဆိုလည်းသပင်လေးအဲ့ဒါမိန်းကလေးတွေဆိုတဲ့ဟိုကောင်မလေးတွေသူတို့သပင်လေးလှအောင်လှုပ်ထားတာပဲနောက်ကြတော့အဝိဇ္ဇာအဲ့ဒီမှာမှပြောလိုက်အောင်မှစကားကြုံလို့ပါသူက primary and secondary ခေါ်တယ်ဗราဏနဲ့ဟိုတာမင်ညနဲ့လွယ်ရတဲ့ဥစ္စာဟာလူကဒီဝိတဲ့ဥစ္စာကြည့်ပါလား
တို့ဘောင်းမီဝိတ္တဖြစ်စေအင်ကြီးဝိတ္တလုံကြီးဝိတ္တဖြစ်စေဟာဘုန်းကြီးတွေလို့ပေါ့ဟုတ်လားဒီဟောဒီသင်္ကန်းကငါယုံရင်းပြီတဲ့ဘုန်းကြီးတွေမှလည်းသင်္ကန်းတွေကိုယုံနေဆိုငါဘာလို့ဆိုငါဟာလှစေခြင်းကမဟုတ်ဘူးငါရဲ့ဒီကုန်းကအချမ်းအေးအပူကိုဟောစီဝရံဘောလေစီဝရံဒီတေဝါမီပေါ့ငါဒီသင်္ကန်းကိုယုံနေဥစ္စာဟာတဲ့ပိဿဝခဏလို့ခေါ်တယ်ဒီသင်္ကန်းကိုယုံညင်းဟာတဲ့ငါဟာဒီစောက်လို့လည်းမဟုတ်ဘူးအပူအေးအေးကိုလုံယုံရည်ကြီးငါလည်းကောင်းနဲ့အရှက်ကြောက်ကိုဖုံးလို့စေခြင်းကလည်းကောင်းဒီသင်္ကန်းကိုငါဝတ်ပါကြီးဆိုတော့အဲ့လိုသင်္ကန်းဝတ်တဲ့ခါတိုင်းမှာအဲ့ပိဿဝခဏလို့ခေါ်တဲ့ဥစ္စာနဲ့ဆင်ញရတဲ့ဥဒိနေမေးကြီးပါဟုတ်တယ်မလားဗျာဒါကိုယ်တိုင်လည်းသင်္ကန်းဝတ်ခဲ့ဘူးလေကိုယ်ဝတ်ခဲ့ဘူးလေအဲ့ဒါလည်းပြီးချင်းဒါကြောင့်မှတ်မိနေတာခုတို့တွေပါလေအကုန်လုံးရှိလို့ရှင်ဒါပဲအရှက်ကြောက်ဖုံးလန်းဖို့ရအပူအေးလုံလန်းခုဂျာကင်ဝတ်ထားတယ်ညအေးလို့ဝတ်ထားတယ်နှုတ်လီအဲ့ချုပ်ပြမှာပေါ့ဒါလုတ်ထားဒါပဲနောက်ကြတော့ခါကျဘယ်တဲ့ဖြစ်တော့စားဖို့ဆိုလေးပါလာဟာဒီဝတ်ထားလေးပဲလှအောင်ဆိုအယောင်လေးရလှအောင်စီလီလှအောင်အဲ့တော့ primary လို့ခေါ်တဲ့ပထမအခြေခံအချက်ကခုနကပြောတဲ့အပူအေးဖုံးလန်းဖို့အရှက်ကြောက်ဖုံးလန်းဖို့ဒုတိယကလှဖို့နောက်ကြဒုတိယအရှိတ်တက်ပြီးတော့လှရင်ပြီးတော့မလုံရင်နေပြီဆိုတာဖြစ်လာဟုတ်လားဒီနေ့အဝတ်စားတွေတွေ့တယ်ဗလားမိန်းကလေးတွေဝတ်တဲ့မော်ဒယ်တွေဝတ်တယ်ဆိုတာတွေ့တယ်ဗလားလှရင်ပြီးတော့မလုံရင်နေပြီပဲဟာဒါကြောင့်မို့လူတွေဟာခုနကပြောတဲ့ဗราဏနဲ့သာမယနဲ့လွတ်ရတဲ့လူရဲ့သဘာဝကိုကျုပ်လို့ထည့်ပြောသွားတာထားလိုက်တော့ခုနကသပင်ကိုလှအောင်လုပ်တယ်အဲခုနကစကားပဲနဲ့ငါမှတ်မိတာတခုပြောမှဟိုအလှဆိုတဲ့ဥစ္စာဒီဟာတွေမှာမျက်စိနဲ့မြင်ရတယ်မှာနားနဲ့ကြားရတယ်မှာအလှဆိုတော့တန်မိုးထားတယ်ဥပမာဆိုကြပါငါအလုံးရန်ကုန်အလုံးထဲမှာဌာနလမ်းထဲမှာနေခဲ့ပြီအဲ့တော့မှဒုတိယကတံမြာတိထားရအောင်တံမြာတိပြတကယ်ကိုပဲရှိမှအလုံး560လောက်နောက်ထပ်ကအလုံးဆက်ပေါ့ပေါ်လေးပါနည်းထားတံမြာတိရောင်းတာသူကရောင်းတဲ့ဥစ္စာတံမြာတိရောင်းပုံရောင်းနေရဘယ်လိုရောင်းလဲဆိုတံမြာတိတံမြာတိသံဃာတိတစ်လုံးငါးပြာဆယ်ပြားကိုသုံးလုံးဝယ်ရင်ဝယ်လိုက်မဝယ်ရင်နေကြအဝေးရောက်မခေါ်နဲ့ပြန်မလာတော့ဘူးတဲ့ဟာငါအဲ့ဒီကောင်မခေါ်ဝယ်နေရတယ်စဉ်းစားကြည့်လေသံဃာတိတစ်လုံးငါးပြာဆယ်ပြားကိုသုံးလုံးဝယ်ရင်ဝယ်လိုက်မဝယ်ရင်နေကြအဝေးရောက်မခေါ်နဲ့ပြန်မလာတော့ဘူးဟာခွေးသာဘာတော့ဟာရောက်နေတာသံဃာတိအတန်ကချင်းစုပ်စုပ်နဲ့ပပရဲတွေကအဲ့လိုမျိုးဖြစ်နေမှာမဟုတ်ဘူးသူကတံမြာရီတစ်လုံးငါးပြာဆယ်ပြားဖို့သုံးလုံးဝယ်ရင်ဝယ်လိုက်မဝယ်ရင်နေကြအဝေးရောက်မှမခေါ်နဲ့ပြန်မလာတော့ဘူးတဲ့ဟာနေဝေးကိုချိုးနေအဲပြင်းနေတယ်အဲ့ဒါအလှမဟုတ်လို့ပါလေသူကအလှကိုမြန်နှုတ်ကိုမြန်နှုတ်တတ်တယ်အဲ့ဒါကြောင့်လူတွေမှာခုနကအဲ့အလှနဲ့ရက်သားလို့ဆိုတာရောနာပါကွာဘုရားကိုကြည်နေတာတော့မှငါတခါကြီးကမုနိနာမနဟာသတေကုဏသန္နဟောဘိကမဒီသန္တမနုတဝန္တိဟာသနာသနာကဏိယောတဲ့အတန်ကလည်းသိကောင်းတာအဲ့ဒီဥစ္စာမဒုဒရာဂုံလို့ခေါ်တယ်ဂုံကြတော့မုနိဒမန္တဟာသတေဟောမုနိဒမန္တမသာလေးဓာသာလေးကပ်ပြီးတော့ပြောမုနိဒမန္တဟာသတေကုဏသန္နောဟာဝိပမဂုံဒသန္နောဒီတန်တမနမနုတဝန္တိဟာသနာသနာကဏိယောငါဆွဲကုန်နေညိနေတေမုနိဏမနဟာသာရောမင်းကြီးဥခုလိုက်ပြန်ထားတဲ့ဗမာပြန်ပေါ့နော်တေမုနိဏမနဟာသာထိုမြတ်စွာဘုရားပြုံးရတော်မူသည်ထွက်ပေါ်လာသောတွားတော်ဆိုရရောက်လို့သည်တဲ့သနာကဏိယောဟသနာကဏိယောလာရောက်နေကိုဟတန္တာပြည့်ရဲ့ပြုကုန်လျက်ဒီတန်တအရက်ဆေမနာတို့သို့အနုဒါဝန္တိပြေးသွားလေကုန်၏တဲ့မြတ်စွာဘုရားရဲ့ပြုံးရတော်မူသည်ထွက်ပေါ်လာတဲ့သွားတော်ဆိုရရောနေဟာလာရောက်ကြီးကိုပြည့်ရဲ့ပြုပြီးတော့အရက်ဆေမနာကိုပြေးသွားတယ်ဆိုတော့ဟာစိတ်ထက်ကိုစိတ်ပြီးတော့ကိုကြည်ညိုသွားတယ်အတန်ကလည်းကောင်းတယ်ဂါထာကလည်းကောင်းတယ်အဓိပ္ပာယ်ကလည်းကောင်းတယ်အဲ့ဒီအလှမျိုးကြတော့ဘယ်နဲ့လုပ်မလဲဟုတ်လားသာဓုဟာတာဝိညာဏီသင်္ကောသိတိဒီကတံဟာအရှင်ဘုရားတဲ့ပဂရိဖြစ်သောနေအောင်ကြီးတွေနဲ့တွေ့လို့ရှိရင်တဲ့ဘုရုမာဇာဝလုံးမှာပွင့်မြဲဖြစ်ပါတယ်ဘုရားတဲ့
ဒါပေမဲ့အရှင်ဘုရားရဲ့ခြေတော်အဆုံးကထွက်တဲ့ရောင်ကြီးတော်နဲ့တွေ့တဲ့အခါကျတော့သာဓုဟထရာဝိညာဏီသူတော်ကောင်းတို့၏လေဥဒီဟုသောကြာပန်းကိုကိန်းပဲအတွက်ကြောင့်သင်္ကောစေပြီးငုံစေပြီသနည်းတပည့်တော်ရဲ့လက်ဥတရားဖြန့်လို့မရဘူးဖေငုံလာပြီဖေရှိမခိုးမနေနိုင်ဘူးဖေဟာဖေများအပြစ်တင်လိုက်သလိုပဲမေးခွန်းလေးမေးလိုက်သလိုပဲပဂရိနေအောင်နဲ့တွေ့တဲ့အခါမှာဘရုံမာကြာပန်းတော်မိပါပွင့်လာပြီဖြစ်ပါတယ်အရှင်ဘုရားရဲ့ရောင်ကြီးတော်နဲ့တွေ့တော့တပည့်တော်တို့ရဲ့လက်ဥဒီဆိုတော့ကြာပန်းဟာဖက်နဲ့ကြောင့်မပွင့်နိုင်ပဲနဲ့ငုံသွားတယ်လေလက်ဥမချီပဲမနေနဲ့တော့ဟာလှလိုက်တာကဲမကြိုက်ဘူးလားမင်းတို့စဉ်းစားကြည့်အတန်ရောအနဲ့ရောမလားပါဒါကြောင့်လူဟုသမျှတွေအလှအပကိုတန်ဖိုးတတ်တယ်လေဒါဖြစ်ရင်တဲ့ဒေါင်းနေပါဒီကောကြီးခဲ့တယ်ရောဆိုသူတို့အတောင်တင်းတယ်အတောင်တင်းတဲ့ဆိုဟာနှုတ်သီးလေးထိုးတယ်ငါသတိထားပြီးကြည့်တယ်စအောင်မဟုတ်ဘူးကွာလေးမယိုအောင်လို့အတောင်ခတ်ရင်သူတို့လုံနေတာပြောရင်လည်းဒီပြလူသားလည်းမြန်လို့တယ်ဒီကအဲ့တော့ပြောရင်လည်းဒီပြလူရဲ့တိရစ္ဆာန်ရဲ့ကွာတဲ့အထက်မှာပညာရဲ့ခုနကိုကျင်တရားရဲ့အလှပကိုတန်ဖိုးတတ်ဆိုင်တယ်အဲ့ဒီတန်ဖိုး၃မျိုးဘယ်တိရစ္ဆာန်တည်းမဆိုလူသားသားတဲ့ဥစ္စာအဲ့ဒီတန်ဖိုး၃မျိုးလုံးကိုမင်းတို့တကယ်လို့တောင်းအောင်လုပ်နိုင်လို့ရှိရင်လူလောကထဲမှာအဲ့၃မျိုးသာမင်းကိုသတိထားပြီးလူတော့ပါမင်းလူလောကထဲမှာတကယ်ကိုတော်တဲ့လူဖြစ်လာတယ်ပထမဆုံးကပညာတော်ဖို့လို့ပါအဲ့ဒီမှာမှခုနကပြောတန်ဖိုးထားတဲ့ဥစ္စာတွေမှာခုနအလှပမြန်မှုဆိုတာအဲ့ဒီတန်ဖိုးထဲမှာမှအလှပဆိုတဲ့အချက်မှာအမြန်နှုံးဆုံးဟာလူဟာအမြန်နှုံးဆုံးဟာပညာအမြန်နှုံးဆုံးပညာကိုအမြန်နှုံးဆုံးဥပမာဆိုတော့ငါကြည့်စမ်းလိုက်တဲ့ခါတိုင်းမှာဒီချိုးဆရာကြီးတွေကရုပ်ကလည်းသိဆိုတာစကားလည်းအပေါက်ဆိုးတယ်ဒါပေမဲ့သူပြောလိုက်တဲ့ပညာပြသိတတ်မှုရှိတယ်ဆိုသူ့ရုပ်တွေလည်းမေ့သွားတယ်သူ့စကားပြောဖို့ဆိုတဲ့ဥစ္စာလည်းမေ့သွားတယ်သူ့ပညာပဲတတ်မှုတယ်ငါတက္ကသိုလ်မှာအဲဆရာကြီးတွေတွေ့ဘူးတယ်တချို့အယုတ်ခတ်ဆိုးတွေပုံငါခတ်ဆိုးစကားလည်းအပေါက်ဆိုးဒါပေမဲ့သူတို့ပညာကြသိကောင်းပြီဆိုတဲ့အခါကျမနေနိုင်ဘူးအဲ့ဆရာကြီးတွေကပညာတတ်မှုသိတာအမြတ်လို့အဲ့တော့ဘာကြောင့်အဲ့ဒီဟာရဖတ်ပြလဲဆိုအခုဆိုတော့ဥပမာအခုအဲ့ဒါဖြစ်ပညာဟာလောကမှာအလှဆုံးအလှတကအလှဆုံးနဲ့မှာပညာကအလှဆိုတဲ့ဆိုပြန်ပြောပြမယ်နော်ပညာကိုအမြတ်နှိုးဆုံးပညာလီအလှပါဆုံးဉာဏ်နှိုးရဆုံးဖြစ်တယ်ဆိုတဲ့ဥစ္စာလေးလူတွေတမိုးထားဆုံးဆိုတဲ့ဥစ္စာပြန်ပြောပြရတယ်အဲ့ပြောချင်တယ်ဆိုတော့ဘာပြောချင်တယ်လဲဆိုတော့ပြန်စဉ်းစားကြည့်တဲ့အခါကျတော့ပညာကိုဟောအလှဆုံးပညာကလည်းတမိုးဆိုငါအဲ့ဒီဥစ္စာနဲ့ပတ်သက်လို့ငါဘာသွားသတိထားမိလဲဆိုဘုရားကိုသွားသတိထားမိရသူကငါဗုဒ္ဓဘာသာဆိုသူသိတ္တထာပေါ့သိတ္တထာဘာကြောင့်တောထွက်သွားလဲဆိုတော့တွက်လိုက်တဲ့အခါအဲ့ဒီမှာသိလောကမှာအမြန်တို့အဆုံးအရာဒီပညာအကြောင်းရှာခြင်းခုနကပြောအကြောင်းကိုတည်လို့ဆိုအကြောင်းရှာခြင်းအဲ့ဒါအရေးကြီးဆုံးဆိုတာတွေ့လာတဲ့အခါကျဘာသွားဆိုပေါ်လဲဆိုဒီညာနည်းနည်းလေးပြောလိုက်ရမယ်ငါဟို Light of Asia ဆိုဒီစာအဒရင်အာနိုဆိုရအာရှအလင်းပေါ့အဲ့စာကိုငါအခုဘာသာပြန်ပြောဓမ္မရေးဆိုတာထဲမှာထည့်နေအဲ့ကျနေရာလေးတစ်နေရာနှစ်နေရာတော့ငါရွတ်ပြလိုက်ခြင်းသူကပြောတဲ့ခါကျဘာပြောလဲဆိုတော့သိတ္တထကိုသူကသုဒ္ဓနာကဟောကိန်းထုတ်ထားတာသူဟာတနေ့ကြလို့ရှိရင်စัจ java မင်းတော်၎င်းဘုရားတော်၎င်းဘုရားတော်၎င်းဖြစ်လိမ့်မယ်ဆိုတော့သူကစัจ java မင်းဖြစ်စေခြင်းတဲ့ခါကျတော့နန်းတော်ထဲမှာသူကကောင်းမိတ်ဆိုတဲ့ဟာတွေထားတယ်အရွယ်ကိုလှပြီဆိုတဲ့အရွယ်တွေထားတယ်မင်းကလေးတွေထားပြီးတော့မှအဲ့မှာဒီကြပြားဆရာအိန္ဒိယမှာအကြာကြီးနေသွားတာသူကအဒရင်အာနိုတဲ့ Deccan University မှာကျောင်းအုပ်ကြီးလုပ်သွားတာအဲ့တော့အိန္ဒိယပြည်မှာသူဖျားရှိတဲ့နေရာတွေအကုန်လုံးကိုသိချသွားနေတာဒီကျောင်းတွေသိချဖတ်တော့သူစိတ်ပြီးတော့ဝင်နေတဲ့အတွက်အင်္ဂလန်ပြည်ပြန်ရောက်ပြီးတော့မှအနှစ်အစိတ်လောက်ရှိတဲ့ခါကျမှဒီကြပြားကိုရေးတာကြပြားကြီးအဲ့ကြပြားကြီးထဲမှာဖွင့်ထားပုံကဘု
ုရားဘာသာဇိနထဖွဲ့တာတဲ့တော့ကောင်းနေတယ်သူဗျငါတော့ပိုးကြိုက်တယ်ဒါမင်းတို့ရေးရှိတယ်အဲ့မှာရေးထားတယ်ဆိုနန်းတော်ထဲမှာကောင်းမေရှားပြီဆိုမိလေးတွေထားရတယ်ထားပြီးတော့မှပြိုချင်းအိုချင်းဆိုတဲ့ဥစ္စာမတွေ့ရဘူးမိန်းကလေးတယောက်ဟာတဲ့တကယ်လို့သပင်ဖြူလာလို့ရှိရင်အပြစ်မဲ့သောရာဇဝတ်သားဖြစ်နေနန်းတွင်းကမောင်းထုတ်လိုက်တယ်အဲ့ဒီမှာတော့အပြစ်မဲ့သောရာဇဝတ်သားဖြစ်နေသပင်လေးဖြူလာတဲ့အတွက်ကြောင့်အဲ့ဒါမမြင်စေရဘူးသပင်ဖြူလာမမြင်စေရဘူးအဲ့လိုထားတဲ့ဥစ္စာမှာတနေ့မှဥယျာဉ်တော်ကိုထွက်ဖို့လို့သွားတယ်သွားကြတော့အဲ့ဒီဒီပေါ်ဥယျာဉ်တော်မပြောရင်ငါနည်းနည်းလေးပြောလိုက်အောင်ဥယျာဉ်တော်ကိုထွက်ပြီးတော့လဲတော်မင်္ဂလာကိုပြတယ်ခါလဲထွန်းတာကိုသွားတဲ့ခါကျတော့ပြိဋ္ဌာမင်းသားဘာမြင်လိုက်လဲဆိုဟာတော့တစ်ခွေလုံးကตาရတောင်လူသမားတွေလည်းခေါ်ပြဟိုဘက်ကကလားမင်္ဂလာဆိုသူကဘိုးလူသားလေးလေးကြားရသိတ်ตาရတော့လောကကြီးတစ်ခုလုံးကိုချီးပြီးဒီလိုမှအဲ့မှာခြားတွေပြည့်တယ်ကိုတွေ့တယ်ဟာခြားတွေပြည့်တယ်အစာချရသွားကြဟိုဘက်ကလည်းဖုတ်ဒီပရက်တွေကလည်းသွားကြမြူးနေကြတာစုံနေပါတွေကလည်းဝဲလို့အဲ့လိုနေကနေပြီးတော့နောက်ဖြန်းပြီးတော့မြင်တဲ့ခါကျတော့စကြဲတဲ့ခါကျခုနသူတို့ရဲ့အတွင်းပေါ်လိုက်တဲ့ခါကျဘာလေးပါလိုက်ပါအဲ့မှာခြားတွေပြည့်တယ်ကိုသူကဖုတ်ဒီပရက်တွေကစားဖုတ်ဒီပရက်တွေကိုတခါတည်းမွေရမျိုးအဲ့ဒီမွေကိုဒီကမှခုနကစွန်အားတော့အဲ့စွန်ရဲ့လက်ထက်အမြလင်းရုပ်လင်းဝက်ကလူအဲ့လိုဖြစ်တဲ့ကမှအဲ့မှာအင်္ဂလိပ်လိုချသိချတာဘာလဲဆိုis to is clear and intensely နဲ့ဆိုအစတန်လေးခုနကမဒုစတာကိုလို့ပြောတဲ့တန်တုကအလင်္ကာလေးပေါ့ is to is clear and intensely ငါတော့အဲ့ဒါလေးပြန်လိုက်တဲ့ဆိုသူ့လိုအတန်လေးပေါအောင်ကနိုင်လူကိုတက်ဖြတ်ရတတ်သူလေးတစ်ဖန်သုတ်ပင်ဉ္ခါပြီဆိုလောကပြီတကားအဲ့ဒါလေးပြန်ခဲ့ပြီးတော့ထားလိုက်ပါတော့ပြောတဲ့ခါကျတော့ခုနသွားလိုက်တဲ့ခါကျဆန္ဒနဲ့သူကခီးနဲ့သွားလဲနဲ့ဟုတ်မြင်းထားရထားနဲ့သွားတော့ဘာတွေ့လဲသူ့ကိုတွေ့တယ်ဆန္ဒတဲ့ဒီလူကဘယ်လိုလုပ်လဲသူခါကြီးကကုန်နေပါလားတဲ့လူဟာတခါလေဒီလိုမွေးသလားဒီလိုပုံကြီးမွေးသလားမမွေးပါဘူးဆန္ဒဖြစ်လိုက်တာလေဘယ်လိုဖြစ်မှန်လားပါသူကတခါတော့ကအရှင်ကျွန်တော်တို့ခါလို့ပဲမှတ်နေခဲ့ပါလေအခုတော့ကာလပရိစ္ဆေဒဆိုဝိတုံကြီးကိုကြောပို့ထားလို့ခါဆန်းလို့မရတော့ပါဘူးဦးလို့မပြောဘူးသူကကြပြာကိုနောက်တစ်ခါကျသူစီကိုတွေ့တဲ့ခါကျသူဟောပါဗျာမှန်လားပါဗျာသူစီပါဗျာသူစီဆိုပါလေမှန်လားပါဗျာမေးတော့လည်းမကြားတော့ပါဘူးကျွေးတော့လည်းမစားတော့ပါဘူးဗျာပြတော့လည်းမမြင်တော့ပါဘူးဗျာလှတော့လည်းမကျင်တော့ပါဘူးဗျာဒီလိုဖြစ်ရတာကျွန်တော်မျိုးမလျှောက်တော့ပါဘူးမလျှောက်တော့ပါဘူးဗျာပြန်သွားတဲ့အဲ့နေရရောက်တဲ့ခါကျရတော်ရနဲ့တူတဲ့အတူအစ်တနေကနေရတော်ရအိမ်မက်မက်ပြီးလက်မီအော်လို့မောင်တော်ဗျာမောင်တော်ဆိုအော်လိုက်တဲ့ခါကျသိတ္တတာခါတယ်ရတော်ရတဲ့မောင်ဖျားရှိတယ်လေမောင်ဖျားရှိတယ်လေဘာဖြစ်တာပြောလေရတော်ရကနေပြီးတော့မှအဲ့ဒီမှာမောင်ဖျားတဲ့နှမတော့အိမ်မက်မက်တယ်ဘယ်လိုမက်လဲဆိုခါမကိုမဝိထားတယ်လက်ဝဲစားတယ်အကုန်လုံးကဖြောတယ်ဆိုပြုတ်ကျသွားတယ်ဟုတ်လားဒီလိုပဲမတက်ပါတယ်အဲ့ဒီပြင်မောင်တော်ခါမှသိထားများခါသီးကျိုးကငွေဖြစ်သွားတယ်အဲ့ဒီငွေဖြစ်သွားတဲ့ဥစ္စာကတော့နှမတော့သိမင်းနမိတ်ထင်တာပဲဆိုတဲ့ခါကျတော့နှမတော့သိပါတဲ့ကြောက်တာရှိပါသေးတယ်ဗျာဘာလဲရတော်ရမောင်ဖရာများနှမတော်ကိုစိုးပြစ်သွားလိမ့်မလားကြပြားဆိုအဲ့တော့မှဝင်းလူဆဲတဲ့နေဝရဲ့ချိုးပြတော့အပြုံးမျိုးနဲ့စီးမွေးရှိရင်ရတော်ရအိပ်ပါမင်းဟာတဲ့ဖောက်ပြန်ပြောင်းလဲရေးမရှိပဂတိဖြစ်သောမေတ္တာဒီမင်းရဲ့နှလုံးသားကိုနှိမ့်သိမ့်သိဖြစ်နှိမ့်သိမ့်ပါတော့တဲ့ငါမင်းကိုရှိကလည်းချစ်ပါတယ်ကိုလည်းချစ်ပါတယ်အိပ်ပါဒီနေ့ညဖောင်းငါအိပ်ပါသောင်းပါမယ်အဲ့ဒီမှာရတော်ရအိပ်ပြောတော့မြေဣဇာမချောက်သေးပဲနဲ့စောစောကအိမ်မက်ကိုပြန်မက်ပြီးနေပြီးသီလားတဲ့တစ်ချက်တည်းမှာရှိုက်ရတယ်ဒါမှကြည့်ပြီးတော့သိတ္တထရတော်ရမင်းရဲ့နှုတ်ခမ်းအစုံကထွက်တဲ့စကားဟာဒါလည်းမင်းကိုခွဲပြီဘာကြောင့်လဲငါမင်းကိုတိတ်ချစ်လို့ပါတိတ်ချစ်လို့မခွဲနိုင်ဘူးရတော်ရမင်းကိုငါတကယ်ချစ်တယ်ပါဒါပေမဲ့တနည်းသောခါကျရင်သေမင်းကမင်းနဲ့ငါ့ကိုခွဲလိမ့်မယ်အဲ့ဒါကြောင့်မင်းနဲ့ငါ့ကိုသေမင်းမခွဲနိုင်တဲ့နေရာငါသွားရှာပြရစီသာဝရမင်းနဲ့ငါနဲ့အတူတူနေတဲ့နေရာသွားရှာပြရစီရ
ရတော်ရဒီတော်တမမင်းရဲ့ပူပန်မှုကိုခိတ္တနေရိမ့်နေလိုက်ပါငါအဲ့ဒီရောက်ရအောင်သွားရှာမယ်ဘာကြောင့်လဲဆိုသိချင်းတရားမခွဲနိုင်နေနေရှာမယ်အဲ့ဒီမှာမှအဲ့ဒီဟာလေးဖတ်ပြီးတွက်လိုက်တဲ့ခါပြိတ္တတာတောထွက်သွားတာဘာကြောင့်ထွက်သွားလဲဆိုအကျိုးကိုတွေ့တယ်အကြောင်းကဘာကြောင့်သိရတယ်လဲဘာကြောင့်ဖြစ်လာတယ်ဘာကြောင့်ပြည့်ရတယ်အဲ့ဒါသွားရှာတာအဲ့ဒါတောထွက်သွားတာနောက်ဆုံးမိမြတ်စွာဘုရားကိုယ်တိုင်ကထွက်သွားတဲ့ကိစ္စကအကျိုးတရားတွေကိုတွေ့နေလို့အကြောင်းတရားရှာဖို့ထွက်သွားတာသူနမသုံးဆောင်နဲ့တကွရတော်တရားနဲ့တကွအလုံးနဲ့စိစိနေစုပ်ပြပြီးတော့ဒုက္ခရစိရကျင့်ပြီးတော့သွားရှာတဲ့ဥစ္စာဘာရှာတာလဲဆိုအကြောင်းကိုရှာတာဒါကြောင့်မို့လို့ရှင်အသတိနဲ့ရှင်သာရိပုတ္တရာနဲ့တွေ့တဲ့ခါကျတော့သင်တို့ဖျားဘာဟောတယ်လဲရှင်သာရိပုတ္တရာရှင်အသတိကိုတွေ့တဲ့ခါကျတော့ကြည်ရွယ်အဆင့်တွေ့လို့မလို့သင်ဟာတဲ့ဘယ်ခိုင်းကလဲပေါ့ငါဟာဗုဒ္ဓရဲ့ခိုင်းကပါပေါ့သင်တို့ဆရာဗုဒ္ဓလားဟုတ်တယ်တဲ့ဗုဒ္ဓဘာတွေသင်လဲဆက်ခါကျတော့သင်တာတဲ့ဟုတ်ဘူးတဲ့သူမပြောတတ်ဘူးတဲ့ဘုရားနဲ့တွေ့ပါတဲ့အဲ့ကြမှာကောင်းပါလို့လေဟုတ်ဘူးတဲ့မင်းပြောတဲ့ဥစ္စာနည်းနည်းပဲပြောချင်ပြောပါတဲ့အစအရာအစထောင်အဖြစ်ချက်ပွားပြီးသိဖို့ငါဝင်ရှိပါစေတဲ့ပြောစမ်းပါဆိုရေဓမ္မဟိတုပ္ပဘွာအကျင့်ကျင့်လို့တရားဟုတ်ပြန်တယ်အကြောင်းတရားလို့ရှိဘူးအဲ့ဒီမှာရှင်သာရိပုတ္တရာပါရမီကြီးပြီးသားဆိုသောတပတိပဲအဲ့မှာတတ်ဖြစ်သွားအဲ့တော့ဘုရားဟောတဲ့တရားတွေမှာကြည့်တဲ့ခါကျရေဓမ္မဟိတုပ္ပဘွာတဲ့အကျင့်ချင်းအဖြစ်ပြခုသမျှတရားဟုတ်သမျှဆိုတဲ့အကြောင်းတရားတို့ရှိကုန်ပြီအကြောင်းတရားဆိုသိချင်းနေတာနဲ့ပညာအဲ့ဒါကြောင့်မောင်ရင်တို့ဟောတောင်းနေကအောင်သိန်းတို့ကအမောင်ချင်းမှသကောင်တော်ချင်းပါပြီအဲ့တော့ပြောနေတာကိုရင်တို့မင်းတို့လူတွေကသတိထားဖို့ပညာဆိုတာအကြောင်းကိုသိအောင်ရှာတာအဲ့အကြောင်းကိုသိအောင်ရှာတတ်တဲ့ဉာဏ်ကိုလုပ်ပါသိချတွက်ထတော့မှဘာကြောင့်ဒီ formula ဖြစ်တာလဲဘာကြောင့်ဒီများချင်းဒီ equation ဖြစ်တာလဲစဉ်းစားတတ်တဲ့အကျင့်ကိုထူထောင်ပါအဲ့ဒီအပြင်မှာခဏကနုနုရီတို့ခဏဟိုမောင်သားချိုးတို့ပြောသွားတယ်စာဖတ်ပါစာဖတ်တဲ့အခါမှာတဖြည်းဖြည်းနဲ့ရင့်လာတဲ့စာကိုဖတ်ပါရင့်လာတဲ့စာကိုဖတ်ရင်ကနေအဲ့အတွေ့အုံနောက်တွေကူးလာလို့အဲ့လိုနည်းအပြင်မောင်ရင်းနဲ့ထူထောင်ကြပါနောက်တစ်ခုကစာကြည့်တဲ့မင်းတို့ရက်ွက်ထဲမှာစာကြည့်တဲ့လောက်ဆောင်မှာငါတခုတည်းမင်းတို့ပြောပါစာကြည့်တဲ့လောက်ကြည့်ပါတအိမ်အောင်ကိုလက်ဖိတ်တစ်ခွက်ဖို့ပဲတလားကိုပြီးရလောက်ကြည့်ပါငါအဲ့ဒီလောက်ခဲ့တာဟိုးရှိတော့ဆိုတဲ့နေရာမှာဒီကန်တောင်စာမရရားလေးဟိုဘက်တက်သွားတယ်ဟာငါလုတ်ပေးကြတော့စာကြည့်တဲ့ကကွန်ပျူတာနဲ့ကိုဖြစ်နေတာအဲ့တော့ပြောချင်တာကစာကြည့်တဲ့မင်းတို့ရက်ွက်ထဲမှာကိုလုတ်ကြပါကိုယ့်ဘာသာကိုတငယ်ချင်းချင်းစုပြီးတော့ဖြစ်စေတလားကိုလက်ဖိတ်တစ်ခွက်ကို200ပါမင်းတို့50တော့စုပြီးတော့အဲ့လိုလုတ်ကြည့်မှာတို့မလို့ရင်ဒီဘက်ကို200စုကြည့်ပြီးလုတ်ကြည့်မှာအဲ့ဒီလိုစာဖတ်တဲ့လုတ်ကြမှာမင်းတို့ဂိမ်းကိုသွားမဆော့ပါနဲ့ဆော့ပါတို့ကဂိမ်းမီသူခိုင်းတာလုတ်နေတယ်ဆိုတော့သဘောပေါက်ပါစာသည်ကိုခိုင်းတာဆိုတော့သဘောပေါက်ပါအဲ့တော့ကိုခိုင်းနေနေတာသခင်စိတ်သူများခိုင်းတာလို့ရှင်းပြီကျုံစိတ်အဲ့တော့ဆက်ပြောလို့ရှိရင်ပြောကြတယ်အများကြီးရှိပါသေးတယ်သို့တော်လည်း12နာရီတောင်ခွဲသွားပြီဖြစ်တဲ့ကြောင့်အားနာတဲ့အတွက်ကြောင့်ပြောချင်တာကချုပ်ပြီးပြောချင်တာနည်းနည်းလေးအတူချုပ်ပြောတာငါ့ကိုကလေးတယောက်ကပြောတယ်ဆရာတို့ကခေတ်ကောင်းကိုပြီးလိုက်တာဘူးတဲ့တက္ကသိုလ်ကဆရာကိုအဲ့တက္ကသိုလ်အကြောင်းသားတယောက်ကပြောတာငါတက္ကသိုလ်ကထွက်ပြီးအပြင်မှာစာရေးဆရာဖြစ်နေပါ ဆရာကြီးကဆရာတို့ကခေတ်ကောင်းကိုမေးလိုက်တယ်ကုသရိုခေတ်လို့မကောင်းဘူးပေါ့မင်းခေတ်ပြတ်တာကိုကြိုးဘူးလားခေတ်ပြတ်တယ်ဆိုသိလားတို့ကဒုတိယကမ္ဘာစစ်ကြီးကိုတွေ့ခဲ့ရတာအဲခေတ်ပြတ်ပြီးတော့ထွက်ပြေးရတယ်ဆိုကြီးပါကိုထွက်ပြေးရတာတမျိုးလုံးမင်းတို့ကလေမြန်နဲ့ဘုံချတာစက်သွက်နဲ့ပြစ်တာရုပ်ရှင်နဲ့မြင်မှုလားတို့ကခံရတာကြာကြသွားလို့ရှားမတွေ့ဘူးနော်လို့အိမ်နေရာတော့ရှားမတွေ့ဘူးကိုယ်အိမ်နေရာတော့ကိုမမှတ်မိဘူးအဲ့လောက်ချောင်ပြာကြသွားတယ်ခါမယ်နေကြရတာ
အဲ့ဒီနောက်ကြတဲ့ခါကျတော့ငါအသက်က16 19ဖြစ်လာပြီဒါမဲ့9နှစ်လောက်ကြောင်းပိတ်ထားတာခဏပြောလို့ဖြစ်ပြပြီဆိုပထမဆုံးစပိတ်ထားအကြောင်းနောက်မှပိတ်ထားရဲစခန်းအဲ့ဒီတိုင်းပဲကြောင်းမနေခဲ့ရဘူးငါ9တန်းပြန်နေရတော့အဲ့ဒါလည်းမနေနိုင်ဘူးအင်္ဂလိပ်စာလည်းသိတတ်ချင်းနေပြီနိုင်ငံရေးတွေလည်းရောက်နေပြီလို့အဲ့ဒီမှာလည်းပဲဘယ်နဲ့ဖြစ်လဲဆိုတော့ဖြစ်ပြပြီးပြန်ကောင်းလာလို့လွတ်လိုက်ဟာလွတ်လိုက်ဘိုးကြောင့်စားလည်းပဲလွတ်လိုက်ချရမယ်လွတ်လိုက်အတွက်တက်ရမယ်ဘာညာဘူးအဲ့ဒီမှာပြီးတော့တက်မတော်ကလည်းအဲ့ဒီမှာဘိုးကြောင့်ဆန်းကိုယ်တိုင်ကလည်းတိုင်းပြည်စီရဲဘော်အတွက်ဖို့ရဲဘော်စီတိုင်းပြည်အတွက်ဟုတ်လားဘိုးကြောင့်ဆန်းရဲ့မိကုန်းကငါဟာမင်းတို့နဲ့အတူဟောပြုမယ်ဟိုမင်းတို့တွေဒီနေ့ဖက်စစ်တော်လှန်ရေးကိုသွားမယ်အနည်းဆုံးရန်သူကိုတိုက်ကြမင်းတို့ရမယ်ဟာတော့ဒဏ်ရာရမယ်ဆင်းရဲမယ်ငတ်မယ်ဒုက္ခရောက်မယ်ဒဏ်ရာရမယ်သိမယ်ဒါမင်းတို့တွေဆုလက်ပဲဘာဆုလက်မှမရှိဘူးသို့တော်လည်းငါမင်းတို့တွေဆုလိုက်တယ်ဟာဘုကြောင့်စားအဲ့လိုလူမျိုးတွေကအဲ့လိုဆိုတဲ့အခါကျ तू ကတိုင်းပြည်လွတ်လိုက်ရတဲ့သွားမယ်ဆိုချတဲ့အခါကျအဲ့တော့ကလည်းလူကလည်းတွေးတက်နေတဲ့အချိန်ဆက်ရောက်ဆက်ကိုဆိုတော့ဟာလူလိုက်ဒါဒီမှာတို့ကခန့်ငယ်ငယ်ဆိုတခါတည်းရဲဘော်တွေလည်းသိအားကြတယ်တကယ်ရဲဘော်ဆိုတဲ့ပြည်သူရဲဘော်ဆိုတဲ့ပြည်သူစစ်သူပြောဆိုတဲ့တကယ်အစင်းအငတ်ဆန်တာသိကြည်ညိုတာသိကြည်ညိုလဲဆိုတော့ဘလောက်ကြည်ညိုလဲဆိုတော့ဟာတမလို့တော်လိုင်းရေးအတွက်စစ်တွေမလုပ်တဲ့ခါကျတော့အရှင်းဆိုတဲ့ဥစ္စာဂီတာစိမ့်မောင်လို့ဆိုတဲ့ချင်းခုတည်းစီမှတ်မိနေသွေးနေသာရဲ့ချွေးနေတာရဲ့စစ်တိတ်တဲ့နေရဝဲအသက်ဆွညာလေတော့တယ်သလားလောက်ဆရာငယ်စားတော်ရဝဲအစင်းရဲလဲခံရှာတဲ့ဇွဲတတိကုန်းနဲ့ရဲ့ဗမာတမတော်ကြီးကိုသာဝင်နေစွသားတဲ့သူတွေရဲ့ကျေးဇူးကိုမျှော်တွေးလို့ဗမာသွေးကိုနှမပေးကြမှာတဲ့ရန်သူတွေကိုအသေးနှမ်းနဲ့စေတနာရှိလို့ပါကွယ်ရန်သူတွေကိုအသေးနှမ်းနဲ့စေတနာရှိလို့ပါကွယ်ပူပြီးပြောဖို့ရဲ့ဟဲ့ကြိုကြီးတော်ကြီးကိုဘာငါပေးမယ်တိတ်ကြည်ညိုဖို့ကောင်းတဲ့ရေဟုတ်လားအဲ့လိုဖြစ်တဲ့ခါကျတော့အဲ့ဒီအချိန်မှာရဲဘော်တွေကိုလည်းသိကြည့်နေတယ်တက်မတော်လည်းသိကြည့်နေတဲ့အချိန်မှလွတ်လပ်ရေးတိုက်ပွဲလို့ဆိုတော့ဘာဖြစ်လဲဆိုလွတ်လပ်ဖို့ကြံစီရင်ကွယ်အကြမ်းနည်းနဲ့လင်းနေစုရမည်အမှုကိုသုံးရမည်ဥပဒေထုံးတဲ့အနည်းစီကံကြကြအာနာဖီသံသဝိမောက်ရမည်သွေးချင်းနှောလိုက်ခြင်းသည်တို့ပါတွေအားလုံးကြီးနေရဲ့အလုတ်ကိုသက်ဆုပ်လေပြီတော်လာမိုးရေးသူတွေပြီအသက်နဲ့လေလို့စွန့်စားဝင်မိသည်တို့လူလူကရင်ဆိုင်တိုက်ပွဲဆင်နွှဲမိဗမာတမတော်ရဲဘော်ရဲမေများအသိရှိပြီကြောက်ရင်လွဲတကယ်ရဲမမင်းဖြစ်မည်လူငယ်တွေစိတ်ဓာတ်များဟာဘိုလ်ရုပ်ပေါ်မှာတီးအိမ်ရဲ့ချင်းကိုအိုးမဲ့သူလို့တိုက်ကြပြီရန်သူကိုသာအပေးလို့တော့တချို့ကမကြီးအိုးအဲ့ဓာတွေလွတ်လပ်ရေးတော့ကြံညာနှောင်နေသည်ဗမာမြေပုံကိုသွေးနဲ့ရေးဖို့လိုပါပြီမတရားလဲတို့မခံပျောက်ကြတတ်ဖွဲ့ရန်ဤဟာသွေးတွေကပျောက်ပြက်ခတ်တခါတည်းကိုအဲ့ဒီမှာပြည်သူရဲဘော်တွေပါသွားတာနောက်ကြပြည်သူရဲဘော်ကွဲပါကြအကွဲပဲတွေများလာချက်နောက်ဆုံးမကြတော့ရဲဘော်တွေကဖမ်းလို့ပြည်သူရဲဘော်တွေကဖမ်းလို့ငါထောင်နဲ့ရောက်သွားတာထောင်နဲ့ရောက်သွားတယ်ဆိုတာ9လကြာတယ်ငါနေ့လေတော့ငါတော်လေးပြောလိုက်ပါတယ်ဒါမဲ့လို့ခုနည်းနည်းလောက်နေလို့ထောင်ထဲမှာကြာမှအင်္ဂလိပ်စာသင်ခဲ့ရတာအဲ့ဒီအင်္ဂလိပ်စာနဲ့ငါတက်လာပြီးတော့10ရက်အောင်နေတာထောင်ကြတယ်ဆိုတော့ဇာတာမကောင်းလို့ပေါ့ဘယ်လိုပဲတင်သွားမေးလို့ရှင်ခမည်းခုကျော်အတွင်းမှာအချုပ်နှောင်ခံရတဲ့လက်ထိတ်ဒူးရှိခံရတဲ့အဲ့တော့အင်္ဂနာရရချီဖို့တို့ကအင်္ဂနာစင်သက်စီလွတ်လိုက်ပါအဲ့အမျိုးတွေထွက်ချေထွက်လာမှာပေါ့ဒါမှအဲ့ဒီမှာအင်္ဂလိပ်စာသင်တော့အဲ့ဒီအင်္ဂလိပ်စာနဲ့လေးလသင်ခဲ့ရတယ်အဲ့ဒီအင်္ဂလိပ်စာနဲ့သိလိုချင်တဲ့သိရှိတယ်ဆရာလည်းသင်ပြီးတယ်ကံကောင်းတာတစ်ချက်ကငါအသက်က18နှစ်လောက်18နှစ်လောက်18နှစ်19နှစ်လောက်ရောက်အဲ့လောက်ရောက်တဲ့ချိန်ငါလည်းအဲ့လောက်ဖြစ်နေပြီအတွင်းမှာရောက်တဲ့ခါကျတော့အရွယ်ကပါဆိုအပြင်ပို့သွားပြီးတော့သိသွားခြင်းနဲ့အရွယ်ထောင်းတဲ့ထဲဆိုတော့ဘယ်မှသွားလို့မရမိမသိပိုးခြင်းနဲ့အရွယ်မိမဝေလို့အထောင်ထဲမှာအထက်ဆင်တော့မတွေ့ရဘူးနောက်တစ်ခုကဘာလဲဆိုတော့ဒီဟာလွယ်လေးစားလဲဘာမှဖတ်ကြမရှိဘူးပြီးတော့ကံကောင်းတဲ့ဥစ္စာဆရာနဲ့ငါနဲ့အိတ်ချင်းဘဝကရဆရာမသိလို့သွားမေးခြင်းကိုကျော်စိတ်ဒါပါလဲပြဆိုတမ်းမေးလိုက်ဟာအဲ့ဒီအင်္ဂလိပ်စာနဲ့နောက်10တန်းဖြေအောင်လာခဲ့တာအောင်လာခဲ့တဲ့ဆိုနည်းနည်းဆက်ပြီးတော့
ကြွားတဲ့သဘောနဲ့ထင်ချင်းထင်ပေါ်ကြွားလိုက်ပြဆိုငါနောက်ဆုံးပြီး elite ခေါ်တယ် English language and literature နဲ့ငါအောင်ခဲ့တာမကွေးကောလိပ်မှာ debate in English စကားလူပဲလို့တော့ငါ best speaker ငါရခဲ့သေးတယ်နော်နောက်ကြတော့အဲ့ဒီကောင်ကဘာလို့လဲဆိုဗြိတိရှသာအမကြီးတွေကကအင်္ဂလိပ်ဗမာစာသင်ပေးပြီးတော့ငါဘာပြုခဲ့တာအဲ့ဒီဥစ္စာနဲ့ငါကွန်ပျူတာစခဲ့တာဗမာပြည်မှာကွန်ပျူတာစခဲ့တာငါပထမဆုံးကြိုင်တာဘယ်သူမှသာအမကြီးတော့မရှိသေးဘူးငါပထမဆုံးစခဲ့တာအဲ့တော့ hard disk တော့မပေါ်သေးဘူးဒီလိုကတော့ပြောမိတယ်ကောင်လေးတွေထားလိုက်တော့အဲ့လိုဖြစ်လာခဲ့တခါမှရောက်တဲ့ခါကျအဲ့ဗြိတိရှသာအမကြီးစီကမနေ့စာတင်ဖို့လို့သွားရှင်းတိုင်းလို့သွားတဲ့ခါကျဟိုဟာ independent ဒေသစေတနာကြီးကဘာမှသိဉာဏ်မရှိပါနဲ့စိတ်ဩဇာကြီးအဲ့ဒီ independent ဒေသကအဲ့ဒေသဆရာကြောင့်လည်းပြည့်တဲ့ခါကျso may I introduce you body to make it be that he is my Burmese teacher ဘာညာပေါ့သူဟောဒီမျိုးဆိုအဲ့ဒေသဆရာဗာမေးလဲဆိုအဲ့ချိန်မှာအစိုးရက88ပြီးတဲ့ပြီးမှဟိုရန်ကုန်မြို့မှာဂုံဒရာကြီးပါဆောက်တော့ရေရာချီတဲ့သဘောနဲ့ဆောက်တဲ့ဘာညာဒါမျိုးတွေတိတ်ပြောနေရတဲ့အချိန်မှာသူကဘာလဲဆိုတော့ since you are Burmese teacher တဲ့မထားလိုက်ပါတော့မင်းကမြန်မာသားဆရာဆိုတော့သိပြစီဆိုတဲ့ခါကျတော့ what is Yeria in Burmese Yeria ဆိုဘာလဲဆိုမေးတဲ့ခါကျတော့အဲ့ဒီ Yeria ကိုငါရှင်းပြတယ်အခုမင်းတို့ Yeria ကိုဗမာလူတော့သိမှာမဟုတ်အင်္ဂလိပ်လိုမပြောနဲ့တော့ Yeria ဆိုတာဟာလို့သူရှင်းပြတယ်အတုလုပ်ထားပါပဲလို့ဥပမာဆိုမင်းသိမယ်ဆိုတော့သိဖို့လို့ကိန်းခံ your stars ဟောတရားယူပေါ်လေဟိုမင်းရဲ့ကျဲနက္ခတရားတွေကသိဖို့လို့ကိန်းမယ်ဆိုရင်မင်းရဲ့လက်သေးချီသေးတွေယူမယ်တိုးနေစံညွေးစံတိုးနေဆိုလေအဲ့ဒါတွေယူမယ်လို့နောက်ပြီးတော့လောကပြရဲပေါ်မင်းသပင်လေးတစားလေးယူမယ်လို့ပြီးတော့ some pieces of your clothes ဆိုလေဟိုအဲ့ဒီဥစားတွေအစုလေးတွေကအစားလေးယူမယ်အမှန်ပြီးတော့မင်းရဲ့ land of your high quality ခါလေးအချီကျိုးနဲ့တိုင်းပြီးတော့မင်းရဲ့ကိုယ်တိုင်းကိုယ်ထားယူမယ်အဲ့ဒါဒီအကုန်လုံးကိုပေါ်ပြီးတော့ putting together ဆိုတော့လေ putting them together ပေါ့အဲ့ဒါထည့်ပြီးတော့မှတစ်တာလေးတစ်ခုတည်းဖြစ်မယ်လို့ထည့်ပြီးတော့မှအရေးကြီးဆုံးကချက်ကတော့မင်းသိပြီးဆိုကြည်ညာရတယ်ပြီးတော့မှအဲ့ဒါမြေမြုပ်ချင်မြုပ်ရေထဲမြုပ်ချင်မြုပ်မိရှုရေရှုလွတ်ပြရတယ်အတုလို့ရှာတယ်မင်းသိတယ်လို့ကြည်ညာလိုက်တယ်အဲ့အတုလို့ထားခေါ်တာလို့ရှင်မင်းတစ်ပါးထိနှမ်းကြမယ်ဆိုလို့ရှိရင်ဟောကြီးထွက်တယ်လို့ရှိရင်သူ့ကိုယ်သူထိနှမ်းကြတယ်ဆိုတိခိတ်တယ်နဲ့သွားနေနမကြီးမှမနေတော့သူ့ကိုယ်သူထိနှမ်းကြအတုလို့ထားဆိုဘာပြောတယ်ဆိုတော့အဲ့ကောင်ကပြောတယ်ငါလူတစ်ဆယ်လောက်ရှိပြီတဲ့မိခဲ့တာမင်းတယောက်ပဲရေရာကိုပြောနိုင်တယ်ဝိနာအယာကကျေးဇူးတင်ရလက်ဆွဲပြီးနှုတ်ဆက်ပါပြောချင်တာကအဲ့လူထောင်ထဲမှာခုနကကန်ဆိုးမုံမောင်ကြပြီးထောင်ထဲရောက်ပြင်းသွားတဲ့ကောင်ဟာနောက်ကြတော့အဲ့လိုအင်္ဂလိပ်တူဗမာလိုသင်ပြီးတဲ့အဆင့်ကိုရောက်လာခဲ့တယ်ဆက်ပြောလိုက်အောင်နော်ခဏလေးတော့ရလာအဲ့တော့အောင်သိလို့ကောင်မျိုးဟာဘယ်တော့မှတက်ကတူကိုဘယ်လို့မှရောက်ဖို့လို့မျှော်မှန်းလို့မရနိုင်တဲ့ကောင်မဟာဝိဇ္ဇာကိုဂုံနုနဲ့အောင်ခဲ့တယ်အဆင့်တစ်ငါအထက်မှာမြင်းရောက်တော့မရှိဘူးနော်ဟိုရတော့ကကတ္တဖဘုရားလက်ထက်မှာမဟာဒုက္ခကြားဘူးလိမ့်မယ်မဟာဒုက္ခကတ္တဖဘုရားလက်ထက်မှာသူကသိဆင်းရဲအင်မတန်ကိုဆင်းရဲလို့မလို့တခါတဲ့သူများတွေအိမ်မှာစီးရန်ဆောင်ကတ်တယ်အဲ့ဒီသွားပြီးတော့ပြီးကျင်လို့မဟာဒုက္ခတန်ဃာတယောက်စီမှာသွားပြီးကူတော့ငကြင်းလေးနှစ်ကောင်ရတယ်အဲ့ငကြီးလေးနဲ့ကောင်နဲ့ဆုံးကပ်ပြီးတဲ့ခါကျတော့မှအဲ့ဒီဘောကသေလွန်သွားတဲ့ခါကျဘုရားကိုကတ္တဖရှင်ကတ္တဖဘုရားကိုလူပြီးတော့မှဆုံးကပ်ပြီးတော့မှသေသွားတဲ့ခါကျဘောဓမဘုရားလက်ထဲကျတော့တတိသာလာဖြစ်သိချစ်တယ်တူရီတော်သားမေရသိချစ်ရှာဒါမဲ့အသက်9နှစ်ရှိတဲ့ခါကျတော့သူ့အမေကိုဆိုကျွန်တော်ကိုရင်ဝှချင်တယ်သင်္ကန်းဝှချင်တယ်တားရဲ့ဘာဖြစ်လို့လဲမွေးပါနဲ့ရှင်းရလိမ့်မယ်ပြင်မလိမ့်မယ်ဝှချင်တယ်ဆိုအတင်းပူဇော်တော့ဂရိထားရတဲ့ကနောက်ဆုံး9ရက်ခွင့်ပေးရတယ်9ရက်ဝှပါမယ်အဲ့မှာထားချယထာပေါင်းချုပ်သာဟုတ်အမိုးရောအကာရောပါတယ်ဆိုယထာပေါင်းချုပ်လို့ခေါ်တယ်ယထာပေါင်းချုပ်နဲ့ဘုရားကျောင်းတော်ရောက်သွားအဲ့ဒီမှာနေတော့အဲ့မှာလေဟိုသူ့ရဲ့ဥပိ္ပဇေဆရာလို့ခေါ်တယ်ဥပိ္ပဇေဆရာဆိုတာ guardian ပေါ့အနိကကြီးကြပ်ပြီးသင်ပြပြီးတော့သင်္ကန်းကိုဒီလိုဝေးရတယ်ဒီလိုယုံရတယ်စပုကာရကံဆဆအတံပြုလေနဘောဇိတမိမစားသူတို့ကာရကံရှုပ်အတံပြုလေနဘောဇိတမိမစားသမင်းလို့ကိုဆုံးလို့ကိုအကြီးမစားဘူး
အဲ့လိုစားတဲ့ခါမှာပြက်မမြင်ဘူးရှုပ်လို့မမြင်ဘူးအဲ့လိုဇုံးကိုပဲလို့ထားဆိုအကုန်လုံးကြီးညိုပဲကောင်းတဲ့အရှင်တိုင်းသင်ပေးတဲ့ဆရာကြီးကိုဥပိ္ပဇေဆရာလို့ခေါ်တယ်ရှင်သာရိပုတ္တရာဥပိ္ပဇေဆရာလက်ရရဖျားတဲ့လက်ရမှာအဲ့ဒါနဲ့9ရက်စီးတဲ့ခါကျတော့သူကလူထွက်တော့မယ်ခါကျတော့အဲ့ဒီကိုရလေးနဲ့သွားရခါကျဒီလိုပေါ့လေဆောင်းနေကုလို့ချိန်မျိုးပေါ့တခါတည်းကိုပေါင်းဝန်းကျင်ကစိတ်ဆိုးလို့မြောက်လေရလဲသွင်းလို့အဲ့ဒီလိုငါဒီချီမှာရှိကဆရာတော်ကြီးကရှင်သာရိပုတ္တရာကိုရရသင်္ကန်းတော်ကြီးလွန်းနဲ့နောက်ကလည်းသူကဒီတိုင်းလေးမနိုင်တဲ့တိုင်းနဲ့ဘူဇီပတ်တဲ့နောက်ကပေါ့လိုက်သွားတဲ့ခါကျလေခွင်းနေတယ်ဖြတ်သွားတာသူကယထာပေါင်းမျိုးနဲ့လာခဲ့တာလေခွင်းနေပါကြီးမမြင်ဘူးသူကမမြင်ဘူးတော့လေခွင်းနေသွားတဲ့ခါကျတော့ရှမ်းပြောမိတော့လေထဲမှာရေမြောင်းလေးတွေ့ခါကျအရှင်ဘုရားဒါပါလဲဗျာတော့ရှင်သာရိပုတ္တရာလှည့်ကြရေမြောင်းကွဟုတ်လားဗျာဘာလို့စားလဲဗျာယူတာကွဲရေကိုလူချင်းတဲ့နေရာရောက်အောင်မြောင်းသွယ်ပြီးပေးတာပေါ့ကွအဲ့လိုမြောင်းသွယ်လိုက်တဲ့ခါရေကလူချင်းတဲ့နေရာရောက်လာဗျာရောက်တာပေါ့ကွအရှင်ဘုရားရေထဲစိတ်ရှိလားဗျာဘယ်ရှိမလဲကွဟိုကရှင်သာရိပုတ္တရာကိုရောကြီးကသူ့အကြံစီကိုသိနေပြီသူ့စိတ်အတွေးတွေကိုသိနေပြီဟိုကဆက်သွားတဲ့ခါကျတော့မုတ်သေးကြပါညားလေးကိုမိခင်လိုက်ဖြောက်လိုက်လုံးတာမျက်စိနဲ့မိတ်ကြည့်လိုက်တစ်ဖက်မိတ်ပြီးကြည့်လိုက်အဲ့လူကြီးကဘာလုပ်နေလဲမြားဖြောက်လာကွဘာလို့ဖြောက်လာလဲကွဲမြားကိုလိုရပြအောင်လို့ပေါ့အဲ့ဒီမြားကိုအဲ့လိုဖြောက်လိုက်တဲ့ခါကျလိုရပြေးလာပြေးတာပေါ့ကွအဲ့မြားတဲ့စိတ်ရှိလားဗျဘယ်ရှိမလဲကွဟာဆက်ပြီးသွားတဲ့ခါကျနောက်တစ်ခါကျလူကြီးကပါတစ်တုံးကြီးကိုရွေးနေဒုံနဲ့အဲ့လူကြီးကတစ်တုံးကြီးဘာလုပ်နေအောင်ဗျတိတ်ရွေတယ်လို့ခေါ်တယ်လို့ဘာဖြစ်လို့လဲဗျအဲ့တစ်ကတစ်တုံးကလည်းကောက်တော့ဖြောင်းအောင်လို့ရွေတာပေါ့ကွအဲ့လိုရွေလိုက်တော့ဖြောင်းသွားလားဗျဖြောင်းလာပေါ့ကွအဲ့တစ်တုံးနဲ့မှသိရှိလာတယ်ဘယ်ရှိလဲအရှိဖေတပည့်တော်ကြောင်းပြန်ပို့ဖေကြောင်းပြန်ပို့ပါဖေတပည့်တော်သိရှိတယ်ဖေတပည့်တော်မှသိရှိပါတယ်ဖေအရှင်ဘုရားတို့ပြောတဲ့မေတ္တာဖို့တရားကိုတပည့်တော်ပြေးပါဖေတပည့်တော်သိရှိပါတယ်ဖေကြောင်းပြန်မရသေးဖေဆိုတော့ပြန်ခေါ်လာတယ်ကြောင်းရောက်တဲ့ခါကျတော့ကိုင်းဆိုတာတတိပဋ္ဌာန်သဘောပေါ့မိမိရဲ့စိတ်ကိုစောင့်ကြည့်တဲ့ဥစ္စာလေးအာယုစောင့်ကြည့်ပြီးလို့ပြောပြီးတော့မှတရားပြေးပြီးတဲ့ခါကျမှဒီမတော်လိုက်အောင်မယ်အရှင်ဘုရားပဲကြောက်မယ်ဒီငါဆုံးသွားခေါင်းမယ်အရှင်ဘုရားဟုတ်ငကျင်းသားလေးပါအောင်ဆုံးခံရတော့ဟိုးကပါနေတယ်ဆိုတာငကျင်းသားလေးပါအောင်ဆုံးခံဒီကွယ်မစ်စိတ်ကငကျင်းသားတီမရောက်ပါနဲ့မင်းကတော့ငါပြောတဲ့တရားလေးပေါ့ပါဆိုတရားမှတ်ရင်ကနေပြောရှင်သာရိပုတ္တရာဆုံးခံသွားသူကတရားမှတ်နဲ့သောတာပတ္တိမဲ့သဂရာဂာမိမဲ့အနာဂာမိမဲ့မဲ့30ပြီးနောက်ဆုံးအထာတမဲ့ရောက်ခါနေဆဲရောက်တဲ့ခါကျရှင်သာရိပုတ္တရာပြန်လာတဲ့ခါကျမြတ်စွာဘုရားသိဟိုကလေးကအထာတမဲ့စိုက်တော်မယ်ငါသားသာရိပုတ္တရာပြန်သွားလို့ချွတ်ရောက်လိုက်လို့ရှိရင်ကလေးမအာယုပြည့်သွားလိမ့်မယ်အဲ့လိုမို့လို့သာရိပုတ္တရာငါသားသာရိပုတ္တရာသိလိုက်လို့မဝင်မဲနေပြန်လို့ရှိရင်ဒုက္ခမြမှာငါသားသာရိပုတ္တရာမှာသမဏဇာရုပ်ပါလို့ခေါ်တဲ့ညာတို့ရဲ့တင်းနေအတိပြီးတော့ခက်ကြောင်ဖြစ်နေလိမ့်မယ်ဆိုဟိုးကျောင်းပရုံအစဘုံကနေဘုရားသွားဇင်းညံလျှောက်ပြီးသွားကျိုးလိုက်တဲ့ခါကျတော့ရှင်သာရိပုတ္တရာဆိုတော့ဘုရားကသာရိပုတ္တရာဤသို့ဘုရားဒီတစ်ခါတည်းမှာတရားနေကိုဆွေးနွေးပြီးတော့သင်ပြလိရှိတယ်ဒီလိုဖြစ်တဲ့ဣတိယာကိုသင်ပြီးလို့ယူဆတဲ့နည်းပေါ့ပြီးတော့ခါကျတရားအမေးဖြေလုပ်တာအဲ့ဒီရှင်သာရိပုတ္တရာနဲ့ဘုရားနဲ့အမေးဖြေလုပ်လိုက်တဲ့ခါမှာသူတို့တရားတထုံတစ်ဖွဲ့ခေါ်တယ်တထုံတစ်ဖွဲ့လဲကုန်လဲအဲ့ဒီကိုရင်လေးလဲတခါတည်းကပန္တိတဆိုတဲ့မထေလေးကိုရင်လေးပေါ့တခါတည်းအရဟတမဆိုင်ပါအဲ့တော့ပြောချင်တာကမင်းတို့တွေကငါပြောချင်တာပညာအကြောင်းကိုလည်းပြောပြီးဘဝအကြောင်းကိုလည်းပြောပြီးလူအားအကြောင်းကိုလည်းပြောပြီးအားလုံးခြုံလိုက်တဲ့ခါကျတော့မင်းတို့ကတော့ငါပြောလို့ငါလို့အကောင်မျိုးတက္ကသိုလ်ဆိုအိမ်မက်တောင်မမဟုတ်နဲ့အကောင်မျိုးတောင်မှမဟာဝိဇ္ဇာဘွဲကိုရခဲ့တယ်ဂုံမျိုးထွက်ခဲ့ပြီးနောက်ဆုံးမိစာရေးဆရာဖြစ်နေမင်းတို့ပြီလို့လားဟောတဲ့ဆောရတဲ့အခြေအနေဖြစ်အောင်လုပ်ခဲ့အဲ့ဒီလိုလေရှင်ကနကပြပန္တိတဆိုမထေလေးလို့စိတ်မရှိတဲ့ရေတောင်မှညောင်းတယ်လို့ဇွေရရောက်နိုင်ပြီရင်စိတ်ရှိတဲ့ငါတို့ကြောက်ပတောင်းသားကောင်းလေးတွေကောင်းပါလေးတွေဟာတမက်တဖို့ဘာသားလို့ဘာကြောင့်တက္ကသိုလ်ဆိုတဲ့ပညာအဆင့်ကိုမရောက်နိုင်ရမလဲဆိုတဲ့
စိတ်မျိုးနဲ့ကြိုးစားကြပါလို့တိုက်တွန်းရင်ဆရာညီကိုချုပ်ပါတယ်